မြတ်စွာဘုရားကတတ္တဝါတွေရဲ့စိတ်ဟာချမ်းသာမနေဘူးဆင်းရဲနေတာအေးချမ်းမနေဘူးပူလောင်နေတာရှင်းမနေဘူးရှုပ်နေတာကြီးမနေဘူးနောက်နေတာလို့မြတ်စွာဘုရားသိတယ်အဲဒါကြောင့်မို့လို့ကိုယ့်ရဲ့အခြေအနေမှာကိုယ့်အကိုနားလည်ပြီးတော့နောက်နေတဲ့စိတ်ကိုကြည်အောင်လုပ်ရမယ်ပူနေတဲ့စိတ်ကိုအေးအောင်လုပ်ရမယ်ရှုပ်နေတဲ့စိတ်ကိုရှင်းအောင်လုပ်ရမယ်ဆင်းရဲနေတဲ့စိတ်ကိုချမ်းသာအောင်လုပ်ရမယ်ဘယ်နည်းနဲ့လုပ်မလဲလို့မေးရင်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုအမှန်တိုင်းလိုက်ပြီးတော့သိနေတဲ့နည်းနဲ့ဘုန်းကြီးတို့ကြိုးစားရမယ်အဲ့ဒါလက်တွေ့ကြိုးစားလာတာနဲ့အမျှဘဝမှာပူပူပြီးတော့ကိုယ်ဟာချမ်းသာအောင်နေတတ်တဲ့လူတစ်ယောက်ဆိုတာကိုနားလည်လာလိမ့်မယ်။အော်ငါအရင်တုန်းကဘာမဟုတ်တဲ့ကိစ္စနဲ့စိတ်တွေဆင်းခဲ့ရတာပင်ပန်းခဲ့ရတာအခုငါအဲ့ဒါလို့မဟုတ်တော့ဘူးလို့တရားကိုအထုတ်တာများလာတာနဲ့အမျှကိုယ့်ရဲ့ရင့်ကျက်လာတဲ့အနေအထားနားလည်မှုကြီးမားလာတဲ့အနေအထားတွေကိုလက်တွေ့မြင်နိုင်တယ်။ဒါကြောင့်နံပါတ်1တရားဘာကြောင့်အထုတ်ရတာလဲလို့မေးရင်ချမ်းချမ်းသာသာနေတတ်ဖို့ဟုတ်ပြီနော်။နောက်နံပါတ်2သူ့ထက်ပိုပြီးတော့ရည်ကြီးတဲ့အကြောင်းပြချက်ကချမ်းချမ်းသာသာတည်တတ်ဖို့ဒီကိစ္စကအလွန်မှအရေးကြီးတယ်လို့ဘုန်းကြီးထင်တယ်။ဟောဆိုတည်ခြင်းတရားဆိုတာကကျေပြန့်တဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်ဘဝမှာအကြီးမားဆုံးအပြောင်းလဲကြီးပဲ။တည်ခြင်းကိုအကြောင်းခံပြီးတော့အကြီးမားဆုံးအပြောင်းလဲကြီးဖြစ်လိမ့်မယ်။ဆိုရပါစို့လူစင်စစ်ကနေနတ်ဖြစ်သွားတယ်။ကောင်းတဲ့ဘက်မှာအလွန်မှကြီးမားတဲ့အပြောင်းလဲကြီးလူစင်စစ်ကနေတိရစ္ဆာန်ဖြစ်သွားတယ်။ဆိုးတဲ့ဘက်မှာအလွန်မှကြီးမားတဲ့အပြောင်းလဲကြီးမဆိုနိုင်ဘူးလားဆိုနိုင်တယ်တကယ်လို့လူပြန်ဖြစ်မယ်ဆိုရင်တောင်ဒီအတိုင်းဝဲမဟုတ်တော့ဘူးဒီမိဘမဟုတ်တော့ဘူးဒီပတ်ဝန်းကျင်မဟုတ်တော့ဘူးဒီကိုမဟုတ်တော့ဘူးပြောင်းလဲသွားပြီယောက်ျားကနေမိန်းမဖြစ်ခြင်းလည်းဖြစ်မယ်လှတဲ့လူကနေအိုတဲ့လူလည်းဖြစ်ခြင်းလည်းဖြစ်မယ်အဲ့တော့တန်တရားနဲ့ခြီးပြီးတော့ကြည့်မယ်ဆိုရင်ကြီးမားတဲ့အပြောင်းလဲဟာတည်ခြင်းကိုအခြေခံပြီးတော့မှဖြစ်တာဘုန်းကြီးတို့မသေးခင်မှာဖြစ်နေတဲ့အပြောင်းလဲတွေဆိုတာဘလောက်ကြီးမားပါတယ်ပြောအဲ့ဒီအပြောင်းလဲကိုမမိပါဘူးစီးပွားရေးရလူမှုရေးရပညာရေးရဘလောက်ပဲကြီးမားတဲ့မပျက်စီးမှုတွေပဲကြုံကြီးမားတဲ့တိုးတက်မှုတွေပဲကြုံကောင်းတဲ့ဘက်ဆိုးတဲ့ဘက်ဘလို့ပဲပြောင်းလဲတယ်လို့ပြောသေခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်သွားတယ်စောစောကပြောခဲ့တဲ့ပြောင်းလဲမှုကြီးကိုမိမလားမမိဘူးကောင်းတဲ့ပြောင်းလဲခြင်းဖြစ်ဖို့ဆိုရင်ဒီကနေ့မှချမ်းချမ်းသာသာတည်နိုင်ဖို့လိုလိမ့်မယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ခက်တာကဒီကနေ့မှပုထုဇဉ်ရဲ့စိတ်ဟာချမ်းသာဖို့မလွယ်လားခုကျွတ်တို့တည်ခြင်းတရားနဲ့နှစ်ဖူးတွေဒူးတွေမတွေ့သေးခင်မှာတောင်တည်ခြင်းတရားကိုစဉ်းစားရင်စိတ်ထဲမှာစိတ်ချလက်ချရတယ်ပိုင်တယ်နိုင်တယ်ဆိုတဲ့အဖြေမျိုးထွက်သလားမထွက်ဘူးနော်မဖြေခင်ကတောင်စာမိုးရတဘုံဘုံကြနေတယ်ဖြေမြန်းဖြေရမယ်ဆိုဘယ်လိုနေမလဲဒါဘုန်းကြီးကတည်ခြင်းတရားနဲ့ချင်းချောက်နေတာမဟုတ်ဘူးနော်ကြောက်တဲ့ကြောက်ထိုက်တာကိုမကြောက်လို့ကိုပြောနေရတာအဲ့တော့ချမ်းချမ်းသာသာတည်တတ်ဖို့အရေးကြီးတယ်ဆိုတာကြီးမားတဲ့အပြောင်းအလဲကြီးဖြစ်နေလို့ချမ်းချမ်းသာသာတည်တတ်ဖို့အရေးကြီးတယ်လို့ပြောတာချမ်းချမ်းသာသာတည်ဖို့ကလည်းအလွန်မှမလွယ်ဘူးဒါကိုလည်းပဲဘုန်းကြီးကမှန်မှန်ကန်ကန်အဖြေမှန်လေးရထားစေခြင်းတယ်တေဂာနီးအနေထားနော်ကျင့်တဲ့ဆရာကောင်းတဲ့စိတ်ချမ်းသာတဲ့ကောင်းတဲ့အနေထားပင်ကိုးကိုကသူကဟုတ်မနေဘူးဟုတ်တယ်မဟုတ်လားအနာဂတ်ကလည်းပဲဘလို့အနာဂတ်လဲမမှန်းနိုင်ဘူးမသေးကြဘူးမရေရဘူးဒါကြောင့်အနာဂတ်ကိုလည်းမတိုးရဲဘူးဒီစိတ်ကသေးပြီးရင်ဖြစ်လာမဲ့အနာဂတ်ကိုမသေးကြတဲ့အတွက်ကြောင့်ယွန့်နေတဲ့ဒီစိတ်ကလေးကပြီးရင်ကိုယ့်ဘဝရဲ့ဒီအတိတ်လို့ဘုန်းကြီးကတော့နာမည်တက်ချင်ပါတယ်ဖြစ်ခဲ့တာလေအဲ့ဒါတွေကိုရှိသေးသလိုလိုစိတ်ကလှည့်စားပြီးတော့ဒီဘဝကိုလည်းပဲတန်ရောစဉ်ဟာမပြတ်ဘူးအတိတ်ကိုလည်းတန်ရောစဉ်ဟာမပြတ်ဘူးကျုပ်တို့တန်ရောစဉ်မပြတ်နေတာအတိတ်ကိုမပြတ်နေတာမြင်လားမသိဘူးအနာဂတ်ကိုလည်းမတိုးရဲဘူးအတိတ်ကိုလည်းတန်ရောစဉ်မပြတ်ဘူးဒီပစ္စုပန်ဟာဘယ်လိုနေမလဲအလွန်မှအိမ်ဒီမဲ့နေလိမ့်မယ်အလွန်မှတုံလှုပ်ခြောက်ခြားနေလိမ့်မယ်ဒီကနေ့အနေထားလေးကိုပြောတာ
အထူးသဖြင့်တေဂာနီးကြုံလာတဲ့အခါတေရောမဲ့တရဝါဘယ်လိုတရဝါချမ်းသာမှလဲဘယ်လိုတရဝါဆင်းရဲမှလဲလို့မေးရင်ရေဘူးရသဘောပြောမယ်နော်ဘဝပေါ်မှာမမောမှုကြီးတဲ့တရဝါဆင်းရဲလိမ့်မယ်ဘဝပေါ်မှာမမောမှုနည်းတဲ့တရဝါခံစားလိမ့်မယ်ဒါပဲကိုယ်အထာကြီးကိုမမောထားတယ်ကိုမမောတဲ့အရာကြီးကိုတွေ့ကတ်ထားတဲ့အရာကြီးကပြတ်တော့မယ်ဆိုရင်ဒီလိုဘလို့နေမလဲနော်ဒါကြောင့်မြတ်စွာဘုရားကဘဝရဲ့ပုံမှာမမောမှုမကင်းကြတဲ့ပုံကိုယ်တွေဘဝပြက်ပြီဆိုရင်သူတို့စိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုတွေကြုံရလိမ့်မယ်ဒါဟာတဘာဝပဲဓမ္မတာပဲလို့အဲ့လိုဟောတယ်တော့ဒီကနေ့မှချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ဘဝရဲ့ပုံမှာဖက်တွယ်ထားမှုစုပ်ကင်ထားမှုတွေကိုဘုန်းကြီးတို့မလုပ်ဖို့လို့မလို့ရှော့ချနိုင်ဖို့လို့မယ်လုံးဝဖြတ်တောက်ပြတ်တောက်သွားအောင်ဖြတ်တောက်ပြစ်နိုင်တဲ့အနေအထားကတော့ယန္တာဖြစ်မှရမှာအယံကြီးဆွဲဆွဲလန်းလန်းကြီးနဲ့နော်မွေရဖားကိုကြိုက်ထားတယ်လို့လုံးဝကိုမလွတ်ဘူးဆိုတော့ဥပါဒံခေါ်ရပါတော့အဲ့လိုဖက်တွယ်ထားမှုပြင်းထန်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီတရားတေဂာနိမှာမဖြစ်မှာတော့အလွန်မှဆင်းရဲရလိမ့်မယ်သူသိခြင်းတရားကိုလက်မခံနိုင်ဘူးလေသူဆန္ဒဘလို့ဖြစ်နေလို့နေခြင်းနေအခြေအနေကအဲ့ဒီအခွင့်အရေးမပေးတော့ဘူးဘလို့ဖြစ်မှာတော့ဆင်းရဲမှာပေါ့တရားဘာဝနာကိုကြိုးစားမယ်နော်သတိပဋ္ဌာန်တရားမြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီကြိုးစားမယ်ဆိုလို့ရှိရင်ဘဝရဲ့ဒုက္ခသဘောတွေဘဝရဲ့မျက်နှိုးပေါ်ရမဟုတ်တဲ့ဆွဲမဲ့ပေါ်ရမဟုတ်တဲ့အခြေအနေမှန်တွေကိုသူဟာတဖြည်းဖြည်းနဲ့နားလည်လာမယ်အဲ့ဒီနားလည်မှုကဘဝရဲ့ပေါ်မှာဖက်တွယ်ထားမှုလောဘကိုလျော့နေစေလိမ့်မယ်အဲ့ဒီလောဘလျော့နေခြင်းကသာလျှင်သေဂာနီးမှာဘုန်းကြီးတို့အတွက်သက်သာရာရစေလိမ့်မယ်ဒါဘုန်းကြီးကတော့တဲ့တယ်ပဲပြောတာနော်ဒါကြောင့်ဘာကြောင့်တရားအထောက်ရတာလဲလို့မေးရင်အဲ့ဒါလိုဘဝရဲ့အကြောင်းကိုနားလည်ပြီးတော့ဘဝရဲ့ပုံမှာဖက်တွယ်မှုနည်းဖို့ဖက်တွယ်မှုကဘာကြောင့်နည်းခြင်းရတာတုံးလို့မေးရင်ဖက်တွယ်မှုကြီးရင်ပျက်စီးတဲ့အချိန်မှာအကြီးအကျယ်ဒုက္ခဖြစ်မှာမှုလို့ဖက်တွယ်မှုနည်းဖို့လိုတယ်လို့ပြောတာဟုတ်လားဒါကြောင့်ဘာကြောင့်တရားအထောက်ရတာလဲဆိုရင်အဲ့ဒီလေးနဲ့တဲ့အမြင်တနည်းအားဖြင့်သေချာပေါက်တွေ့ရမယ်အနာဂတ်ရဲ့အခြေအနေဆိုဘုန်းကြီးတို့ဘာလို့မလို့ကြိုတင်ပြီးတော့ဒါကိုတွက်ဆပြီးတော့ဖြည့်ရှင်းနိုင်ဖို့အတွက်တရားဘာဝနာအထောက်ရတာလောလောဆယ်လည်းပဲချမ်းချမ်းသာသာနေတတ်ဖို့သေချာပေါက်တွေ့ရကြုံရမယ်အလွန်မှဖြတ်သန်းဖို့ခက်ခဲတဲ့သေခြင်းတရားနဲ့တွေ့လာတဲ့ခါမှာလည်းပဲချမ်းချမ်းသာသာသိနိုင်ဖို့ဟုတ်ပြီနော်နောက်အဖြေတစ်ခုဘုန်းကြီးပြောထားသေးတယ်ဘဝဒုက္ခတွေချုပ်ငြိမ်းဖို့အဲ့ဒီဆန္ဒကတော့တာမန်ဉာဏ်လောက်နဲ့ရှိဖို့မလွယ်ဘူးတကယ်တမ်းမြတ်စွာဘုရားပွင့်ပေါ်လာတယ်ဆိုတာဘဝဟာဆင်းရဲခြင်းကလွယ်လို့ဘာဖြစ်နေတာမှမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုကြွေးကြော်ခြင်းလို့အဲ့ဒါကိုသိသိခြင်းလို့အဲ့ဒါကိုပြောခြင်းလို့ဘုရားဖြစ်အောင်လုပ်ခဲ့တာသူကိုယ်တိုင်လည်းပဲဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုအမှန်ကန်သိလို့ဘုရားဖြစ်သွားတာဘဝဟာဆင်းရဲတယ်လို့သိတာနဲ့ဘယ်လိုလုပ်ပြီးတော့နော်ဘုရားဖြစ်သွားတာတော့ဘယ်လိုလုပ်ပြီးတော့အပြီးအပိုင်ဖြူရှင်းတန်ရှင်းသွားတာတော့ဘဝကိုဆင်းရဲလို့သိရတာဘာကောင်းတာတော့လက်တွေ့ကြကြဘုန်းကြီးတို့တွေးတတ်ဖို့လိုနော်ဘဝကိုဆင်းရဲလို့သိရင်သိသလောက်ဆင်းရဲလို့သိနေတဲ့အရာကြီးရဲ့အပေါ်မှာလူချင်းမမောမှုဟာဆင်းရဲလို့မသိတာနဲ့စာရင်ဘာဖြစ်မလို့နဲမှာပဲဆင်းရဲလို့သိရင်သိသလောက်ဒါရဲ့အပေါ်မှာလောဘနဲမှာပဲဒါမြတ်စွာဘုရားတကယ်ဖြစ်စေချင်တာကအဲ့ဒီလောဘကိုအပြီးတိုင်နော်ချုပ်ငိမ့်သွားစေချင်တာဘာလို့ဆိုဒီလောဘကပဲဒုက္ခအမျိုးမျိုးကိုဖြစ်စေမှာဒုက္ခအမျိုးမျိုးကို तू ဟာဘလို့ဖြစ်ရင်းနဲ့ဖြစ်စေတာလဲဆိုတော့ဘဝကိုဖြစ်စေခြင်းဖြင့်ဒုက္ခကိုဖြစ်စေတာဒါကြောင့်သူ့ကိုဒုက္ခသမုဒယသစ္စာလို့ဒီလိုနာမည်ပေးတာနော်လောဘကဒုက္ခကိုဖြစ်စေတယ်ဆိုတာဘဝကိုဖြစ်စေတတ်လို့ဒုက္ခကိုဖြစ်စေတတ်တယ်လို့ပြောတာတဏှာပောနောဘဝိကဘဝကိုမက်တဲ့တဏှာလောဘသည်သူမက်တဲ့ဘဝကိုပဲထပ်ပြီးတော့ဖြစ်စေလိမ့်မယ်ဘဝဖြစ်ပြီဆိုလို့ရှိရင်ဒုက္ခသစ္စာပထမသစ္စာအရာဘဝကဘာအမှန်တရားလဲဆင်းရဲခြင်းအမှန်တရားပဲခုကျွတ်တို့ကြောက်တယ်ကျွတ်တို့မကြိုက်တဲ့ဒုက္ခမှန်သမျှသည်ဘဝကိုမှီးပြီးတော့ပဲဖြစ်နေတာဟုတ်တယ်မဟုတ်လားဘဝဖြစ်လာရင်ဘလို့မှရှောင်လို့မရဘူးဘာနဲ့မှကာကွယ်လို့လည်းမရဘူးဘလို့ဖြစ်အောင်ကြိုးစားအထုတ်လို့မှမလွတ်ကင်းနိုင်ဘူးတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်
ဒါကိုကျွတ်တော့ကနားမလဲပေါ့နော်ဒါမြတ်စွာဘုရားဖြစ်တယ်ဆိုတာအဲ့ဒီတဏှာလောဘအကျွင်းမဲ့ကုံဆုံးအောင်လုပ်နိုင်လို့ဘာလို့တဏှာလောဘကအကျွင်းမဲ့ကုံဆုံးသွားတာလို့ဘဝကိုဒုက္ခလို့အကျွင်းမဲ့သိလို့မြင်လို့ဟုတ်တယ်မဟုတ်လားဒါကြောင့်ခုတလောဘုန်းကြီးကခဏခဏအဲ့ဒီစကားလေးကိုထပ်ခါပြောပြနေတယ်မြတ်စွာဘုရားရဲ့အဆုံးအမသာသနာနဲ့တွေ့တဲ့အခါမှာအရေးကြီးဆုံးကဘဝကိုဆင်းရဲလို့မြင်ဖို့ပဲလို့ဘယ်လောက်ထိမြင်အောင်လုပ်မလဲမြင်နိုင်မလဲမြင်တဲ့နေရာမှာလည်းအဆင့်ဆင့်ရှိမှာပေါ့နော်ဆင်းရဲလို့များမြင်လေပြပြမြင်လေလောဘနေလေလောဘနေလေလောဘကြောင့်ဖြစ်မဲ့ပူလောင်မှုပင်ပန်းမှုတွေနေလေပဲနောက်ဆုံးလောဘချုပ်မဲ့ဆိုရင်ဘဝဖြစ်အောင်ဖန်တီးမဲ့အရာချုပ်သွားတဲ့အတွက်ကြောင့်ဘဝဆက်မဖြစ်တော့ဘူးဘဝဆက်မဖြစ်တော့ဘူးဆိုရင်ဘုန်းကြီးတို့ကြောက်လန့်နဲ့ထိတ်လန့်နဲ့တုန်လှုပ်တဲ့အစင်းရဲမှတွေ့ကြကြုံစရာအကြောင်းရှိတော့ကတ္တာကကျွတ်တို့ကဘဝရဲ့မပြောပလောက်တဲ့နော်ချမ်းသာဒုက္ခလေးကိုမမောနေတယ်အဲ့ဒါကိုပုံကြီးချဲ့ပြီးတော့မစွန့်နိုင်ဘဝကိုဘဝရဲ့အနှဲငယ်များသောချမ်းသာဒုက္ခလေးကိုပုံကြီးချဲ့ပြီးတော့မစွန့်နိုင်တဲ့အတွက်ကြောင့်ဘဝရဲ့ကြီးမားတဲ့ဆင်းရဲဒုက္ခတွေကိုလူလှိမ့်နေအောင်ခံရတယ်ဒါပဲကျွတ်တို့ရဲ့ဖြစ်စဉ်ကဒီတိုင်းပဲအနှဲငယ်များသောချမ်းသာကိုပုံကြီးချဲ့ပြီးတော့လွယ်မှားတက်မက်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကြီးမားတဲ့ပူလောင်မှုဆင်းရဲမှုကိုဘုန်းကြီးတို့ကအမြဲတမ်းရင်ဆိုင်ရတယ်ဖြစ်ရှင်းရတယ်ဒါကြောင့်မြတ်စွာဘုရားတော့အလုံးသိတဲ့မြင်တဲ့အတွက်ကြောင့်ဘဝဒုက္ခချုပ်ငြိမ်းသွားဖို့တည်တာလည်းအရေးကြီးတော့ပဲဘဝထဲမှာတဝဲလေလေထထဖြစ်နေအောင်မယ်ဆိုလို့ရှိရင်ဒုက္ခမီးတာလည်းဆက်တောက်နေခြင်းလို့ဒီလိုမြတ်စွာဘုရားမြင်တယ်မြတ်စွာဘုရားဖြစ်ပြီးကသာအတရားမှတစ်လုံးမှမဟောသေးခင်လောကကိုကြည့်တယ်တဲ့ကြည့်တဲ့အခါကျတော့မြတ်စွာဘုရားဉာဏ်တော်မှာတတ္တဝါတွေကိုဘယ်လိုမြင်တော့ဆိုတော့မမောမှုနဲ့ပူလောင်နေကြတာကိုမြင်တယ်မကြည်မချမ်းဖြစ်နေမှုနဲ့မကျေနပ်နိုင်မှုတွေနဲ့ပူလောင်နေတာကိုမြင်တယ်ကိုယ်အကြောင်းကိုဘာမှမှန်ကန်မသိနိုင်မမြင်နိုင်မှုတွေနဲ့ပူလောင်ပင်ပန်းနေတာကိုမြင်တယ်လောဘကြောင့်ပူတယ်ဒေါသကြောင့်ပူတယ်မောဟကြောင့်ပူတယ်ဘယ်အရာလေးလဲလို့မေးတော့စိတ်ကလေးပေါ့နော်ဒီစိတ်ကလေးပူနေတယ်ဘုန်းကြီးကမှန်းကြည့်တယ်မြတ်စွာဘုရားတတ္တဝါတွေလို့မြင်မှာမဟုတ်ဘူးမီးတောက်နေတာအပူတွေလို့ပဲမြင်ဟန်တူတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားနှုတ်တော်ကနေဥဒန်းစကားအလိုလျောက်ထွက်ကြလာတယ်အနားမှာဒီဥဒန်းစကားကိုနားထောင်မဲ့လူနားမဲ့လူတယောက်မှမရှိဘူးအယံလောဘောတန္တပဇာတောဖတ္တပရိတောရောဂဝရတိအတ္တတောယေနဟိမဉ္ဇတိတတောတဟောတိအညထာလောကဟာပူလောင်မှုတတ္တတံဖြစ်တယ်တွေ့ထိမှုကသူတို့ကိုနှိပ်စက်နေတယ်ယောဂါကိုငါလို့ပြောဆိုနေကြတယ်တတ္တဝါတွေရဲ့စိတ်ထဲကမှတ်ထင်နေတာကတစ်မျိုးတကယ်လောကကဖြစ်နေတာကတစ်မျိုးတဲ့ဘလောက်တရားရတဲ့ကောင်းနော်လောကဟာပူလောင်မှုသာဖြစ်ခဲ့တယ်တွေ့ထိမှုကနှိပ်စက်တယ်တွေ့ထိမှုကနှိပ်စက်တယ်ဆိုတဲ့စကားလေးကိုကျွတ်တို့တာမန်လူတွေနားလည်ဖို့မလွယ်ဘူးတွေ့ထိမှုဆိုတာဖတ်တပရိတောတွေ့ထိမှုကနှိပ်စက်တယ်ဖတ်တဆိုတာဘာပြောရလဲဖတ်တဆိုတာမျက်စိအကြည့်တဲ့ရဲ့အယောင်ရဲ့စုံတဲ့အခါမှာမြင်သိစိတ်ဆိုတာဖြစ်တယ်အဲ့ဒီမှာမျက်စိရဲ့အယောင်ရဲ့မြင်သိစိတ်ရဲ့ဒီသုံးခုပေါင်းစုံမိတာကိုဖတ်တလို့ခေါ်တယ်နော်ဖတ်တ6မျိုးလို့နားလည်ရမယ်နော်အရက်သုံးလူငယ်တွေနားလည်အောင်ပြောရရင်မြင်လိုက်တာကြားလိုက်တာစာလိုခန့်ခန့်ညာညာပြောရင်လည်းရပါတယ်သက္ကုံစပရိစ္ဆရူပိစ္ဆဥပိစ္ဆတိသက္ခုဝိညာဏတိဏံသင်္ကတိတိဖတ်တော်မျက်စိအကြည့်ဓာတ်လေးရဲ့အယောင်ဆိုတဲ့ဝဏ္ဏဓာတ်နော်ဒီဓာတ်နှစ်ခုတွေ့တဲ့အခါမှာနန္ဒဆိုတာမိကကြောင့်နဲ့နော်ကြောင့်တစ်ခုပုတ်တိုက်လိုက်တဲ့အခါမှာမိဘွားလေးထွက်လာတယ်လို့နန္ဒဖြစ်ပေါ်လာတယ်သက္ခုဝိညာဉ်အဲ့ဒီရုပ်ဓာတ်နှစ်ခုနဲ့နန္ဒတစ်ခုပေါင်းစုံမိတာကိုဖတ်တာလို့ခေါ်တယ်အဲ့ဒီဖတ်တာကတတ္တဝါတွေကိုဘာလုပ်နေလဲဆိုနှိမ့်ဆက်နေတယ်ကျုပ်တို့သိသလားမသိပါဘူးပွင့်ပွင့်လင်းလင်းပြောရရင်မြင်ရတာဆင်းရဲတယ်လို့ပြောတာမြင်နေရတာခန္ဓာကိုယ်ကြီးနာကျင်တယ်ထိခိုက်တယ်ပွန်းပဲ့တယ်အဲ့လိုပဲကြားနေရတာထိခိုက်မှုရှိတယ်
ကျုပ်တို့သိကိုမသိဘူးနော်ဘုန်းကြီးလည်းမသိဘူးဒီလူတွေလည်းမသိဘူးဒါကြောင့်မို့လို့မြင်ရတာကိုနာတယ်လို့မသိဘူးကြားရတာကိုနာတယ်လို့မသိဘူးနာတယ်လို့မသိလို့ဘလို့ဖြစ်နေမြင်ချင်းနေတယ်မရမကကိုဖျက်ရဲပြီးတော့ရှားဖွေပြီးတော့ကြည်နေရတယ်ခုခေတ်ပို့ဆိုးတာနော်လက်ဝါးလောက်ရှိတဲ့မှန်မြင်လေးနဲ့ဒီမျက်လုံးနဲ့လုံးဝခွာတယ်လို့ကိုမရှိဘူးဟုတ်လားနာလို့နာမှလည်းမသိဘာပြောနေတာလဲဘုန်းကြီးကဖတ်တာနှိမ့်ဆက်တယ်ဆိုတာကိုပြောတာအဲ့ဒီဒေသနာတွေကိုဘုန်းကြီးကတွေ့တဲ့အခါမှာစိတ်ထဲမှာဘယ်ခံစားမှုကအရင်ထွက်လာတော့ဆိုတော့စိတ်တွေနဲ့တရားနဲ့ဝေးလိုက်တာလို့ဒီလိုပဲထွက်လာတယ်ဟုတ်လားနော်ဘုန်းကြီးတို့စိတ်နဲ့တရားနဲ့ဘာတော့ဝေးလိုက်တာဒါမြတ်စွာဘုရားအဲ့ဒါပြောနော်ဖတ်တပရိတော်တွေ့ထိမှုကနှိမ့်ဆက်တယ်ရောဂံဝရတိအတ္တတော်တဲ့အနာယောဂါကြီးကိုငါလို့ပြောဆိုနေကြတယ်တဲ့ဒီအချက်ကတော့တော်တော်ကိုဒီစိတ်ဟာမိုက်ကန်းတယ်ဆိုတာထင်ရှားတယ်သူငါလို့မျက်မျက်နှုံနှုံဖတ်တွေ့ထားတာဘာကြီးကိုဖတ်တွေ့ထားတာတော့အနာယောဂါလို့ကောင်းတာကြီးကိုငါလို့လှုပ်ထားတာဆိုတော်တော်ရှိသေးတယ်ဗောနော်အခုသူငါလို့လှုပ်ထားတဲ့အရာကြီးကဘယ်အရာကြီးတော့အနာယောဂါတော့အနာယောဂါတော့ယူမှာမျက်နှိုးလဲရတာငါမထီနဲ့ဟုတ်လားဒီချိန်မြတ်တယောက်ကကိုယ်ကောင်းကိုခြေထောက်နဲ့လာထိမှဆိုဘလို့ဖြစ်တော့မီးပွန့်သွားမှာပါနော်မမောလိုက်တာဒီခန္ဓာကိုယ်ဟုတ်လားအဲ့ဒါဘုန်းကြီးကဘာပြောနေတာတော့မြတ်စွာဘုရားရဲ့အမြင်ဟာဘဝဟာဆင်းရဲခြင်းပဲဒါကိုမြင်လို့ဘဝရဲ့ပုံမှာမမောမှုကင်းကွာသွားတာမမောမှုကင်းကွာတော့လို့မြတ်စွာဘုရားအဆုံးစွန်ဖြူရှင်တန်ရှင်းသွားတာဟုတ်လားအဲ့တော့ဘုန်းကြီးပြောချင်တာကတရားဘာကြောင့်အထောက်ရတာတော့ဘဝဒုက္ခတွေချုပ်ငြိမ်းဖို့ဘဝကိုဒုက္ခလို့မြင်ပြီးတော့ဒီဒုက္ခရဲ့အပေါ်မှာမမောမှုကင်းသွားစေခြင်းဒါမှဒီဒုက္ခဆက်မဖြစ်တော့မှဒီသဘောကိုပြောတာဒါကိုဘုန်းကြီးတို့ညှော်မှန်းနိုင်ဖို့ဆိုလို့ရှိရင်အခြေခံဉာဏ်ပညာတွေအများကြီးတိဆောက်ဖို့လိုမယ်ပေါ့နော်ဟုတ်ပြီဒါတရားရဲ့ပထမပိုင်းတရားဘာကြောင့်အထောက်ရတာတော့ချမ်းချမ်းသာသာနေတတ်ဖို့ချမ်းချမ်းသာသာသေတတ်ဖို့ဘဝဒုက္ခတွေချုပ်ငြိမ်းဖို့တဲ့နောက်ဆုံးအဖြေကအဓိကအကျဆုံးเนาะအဲ့ဒါလို့ဆိုရင်တရားရဲ့ဒုတိယပိုင်းဆက်သွားကြမယ်တရားဘယ်လိုအထုတ်မလို့နော်ဒီ9ရက်အတွင်းမှာမဟာသတိပဋ္ဌာန်သုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့နီလန်းများနဲ့အညီဘုန်းကြီးတို့ကြိုးစားအထုတ်ကြမယ်မဟာသတိပဋ္ဌာန်သုတ်တံမှာမြတ်စွာဘုရားကသတိပဋ္ဌာန်တရားကိုဘယ်လိုအထုတ်ရမလဲဆိုတာကိုအလွန်မှအသေးစိတ်စနစ်တကျသင်ပေးထားတယ်သတိပဋ္ဌာန်တရား၄ပါးရှိတယ်တတိထားတဲ့နေရာ၄မျိုးလို့အကြံဉာဏ်ဒီလိုလေးနားလည်ထားတဲ့နော်ရုပ်ကာယခံစားမှုဝေဒနာပြီးတော့စိတ်ပြီးတော့အသေးစိတ်အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ယုံနာသဘာဝဓမ္မပေါ့နော်အဲ့ဒါကိုဘုန်းကြီးတို့ပြန်ပြီးတော့အနှစ်ချုပ်လိုက်မယ်ဆိုရင်ဖြစ်เสียအကြောင်းရှိလို့ဒီခန္ဓာအိမ်မှာဒလဇက်ဖြစ်နေတဲ့ယုံနာသဘာဝတွေကိုဖြစ်တိုင်းလိုက်သိတာထပ်ပြောမယ်နော်ဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်နေတဲ့ယုံနာသဘာဝတွေကိုဖြစ်တိုင်းလိုက်ကြည့်တာဒါအလွန်ရိုးရှင်းတဲ့စကားလုံးလေးတွေသုံးပြီးတော့ဘုန်းကြီးပြောပါတယ်ဖြစ်တိုင်းဆိုတော့သူကဖြစ်ပြီးသားကြည့်တာမဟုတ်ဘူးမဖြစ်သေးတာကိုကြည့်တာမဟုတ်ဘူးအခုဖြစ်နေတာကိုအခုလိုက်ကြည့်တာအဲ့ဒီကြည့်တယ်ဆိုတဲ့စကားလေးကိုဥပြီးတော့လေးနဲ့အောင်တရားဘာဝနာကိစ္စမှာကြတော့ဘလို့သုံးလို့ဆိုရှုတယ်လို့သုံးတယ်အမှန်ကတော့ကြည့်တာဟုတ်တယ်မဟုတ်လားဥပြီးတော့အသေးစိတ်စနစ်တကျနားလည်အောင်ဇွဲလုံးလားဝိရိယနဲ့ဓမ္မတာကြည့်နေတယ်ဆိုရင်တော့ဟောရှုတယ်ဆိုတဲ့အပိုင်ရောက်သွားတယ်ဟုတ်လားကြည့်တယ်လို့ဘုန်းကြီးကဘာလို့သုံးလိုက်တုံးဆိုတော့စိတ်ထဲမှာကိုနားလည်နေကြအဓိပ္ပာယ်လေးကိုတန်ကနေနားလည်သွားအောင်လို့ပြောလိုက်တာမြတ်စွာဘုရားကြည့်တယ်ဆိုတဲ့စကားလုံးနဲ့လည်းပဲတရားဘာဝနာရှုမှတ်ပွားများတာကိုအများကြီးသုံးပြောဆိုပြီးတော့ဟောခဲ့တဲ့ဒေသနာတွေရှိပါတယ်ဘုန်းကြီးအလုပ်ပေးတရားတွေပြောတိုင်းအဲ့ဒီဂါထာလေးမပါတဲ့အခါသိမရှိဘူးတချို့တရားနာတဲ့ရင့်နေတဲ့လူတွေမှတ်မိကောမှတ်မိမယ်ဧထပတ္တိမလောကံစိတ်တံရာဇရထုပမံယထဘာလဝိတိရန္တိနတ္ထိသင်္ကောဝိဇာနတံဧထလာကြကုန်လော
စိတ်တံရာဇရထုပမမင်းစည်းတဲ့ယထာတစင်းလိုအလွန်ဆန်းကျယ်စွာတိဆောက်ထားသောဖြစ်ပေါ်နေသောဣမံကာယံဤကိုပတ္တထအမှန်တိုင်းမြင်အောင်ကြည်ကြကုန်လောဟောကြည်ကြကုန်လောကြည်ခိုင်းရနော်ပဂတိမျက်လုံးနဲ့ကြည်ခိုင်းတာမဟုတ်ဘူးဆိုတာတော့ဒီယောဂီတွေသဘောပေါက်ပါတယ်စိတ်နဲ့ကြည်ခိုင်းတာတတိနဲ့ကြည်ခိုင်းတာဉာဏ်နဲ့ကြည်ခိုင်းတာဖြစ်နေတဲ့အခြေအနေမှန်ကိုအမှန်တိုင်းလိုက်ပြီးတော့ကြည်ခိုင်းတာအဲ့ဒါခန္ဓာကိုယ်ကိုမြတ်စွာဘုရားအလွန်ဆန်းကျယ်စွာတိဆောက်ထားတဲ့ယထာတစင်းလိုပဲမြင်ရှေ့ကဆွဲသွားတဲ့နောက်ကယထာကြီးကပါသွားတယ်နော်အဲ့လိုပဲဒီစိတ်မောင်းနေရကိုဒီခန္ဓာကိုယ်ကြီးကအမြဲတမ်းရွေ့လျာလှုပ်ရှားပြီးတော့ရှင်သန်နေတယ်ခန္ဓာကိုယ်ကယထာတစင်းဒီကိုယ်လို့ပြောတဲ့အခါမှာသူကကိုယ်ဆိုတာကာယဆိုတဲ့ပါဠိစကားလေးကိုဘာသာပြန်ထားတာဒါကြောင့်ကိုယ်ကိုရေးတဲ့အခါမှာကာကြီးလုံးကြီးတင်တစ်ချောင်းမြင်ရပ်ပလက်တက်ပြီးတော့ရေးတယ်နော်ကာယဆိုတာဓာတ်ရိုက်အဓိပ္ပာယ်ကအပေါင်းအစုခန္ဓာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်နဲ့အတူတူပဲကာယဆိုတာအပေါင်းအစုကရုပ်တွေပေါင်းစုထားတာရှိတယ်လို့နံတရားတွေပေါင်းစုနေတာလည်းရှိတယ်ရုပ်တွေပေါင်းစုထားတာကိုယူပကာယနံတွေပေါင်းစုထားတာကိုနာမကာယယူပကာယနာမကာယဟောဒီလိုအမြန်ပြောကြတာကြားဖို့ကြမယ်နော်အဲ့တော့ခံစားမှုဆိုတာနာမကာယဘာပဲညာပဲမှတ်ထင်နေတယ်အကောင်းအဆိုးအမျိုးမျိုးမှတ်ထင်နေတယ်ထင်းနေတယ်သိထားတယ်နားလည်ထားတယ်ဒါတင်ညာနယ်ပဲအဲ့ဒီတင်ညာဟာနာမကာယဟုတ်လားကျွတ်တို့ရဲ့စိတ်ထဲကအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့လိုချင်မှုဖြစ်သွားတာရှိတယ်ဟုတ်လားမကျေနပ်မှုဖြစ်သွားတာရှိတယ်အမှန်မသိမှုဖြစ်သွားတာရှိတယ်အဲ့ဒါမကောင်းတဲ့ဘက်မှာဖြစ်ပေါ်သွားတဲ့အကုသိုလ်တရားဒါသင်္ခါရခန္ဓာဒါနမကာယရဲ့ပါတယ်ဗောနော်ကောင်းတဲ့ဘက်မှာလည်းပဲအလောဘစွန့်လွတ်နိုင်တယ်မညှိကပ်ဖို့မတွေ့တာဘူးလွတ်နေတယ်အဒေါသတတ္တဝါတွေရဲ့ပုံမှာချမ်းသာသေးခြင်းနဲ့မေတ္တာသဘောဖြစ်တယ်အမောဟဖြစ်စဉ်တွေကိုအမှန်တိုင်းသိတယ်ဘဝရဲ့အကြောင်းကိုသိတယ်တဘာဝရဲ့အကြောင်းကိုသိတယ်ဟုတ်လားဒါပါတော့ကောင်းတဲ့ဘက်မှာအလွန်မှမြင့်မားတဲ့တုံ့ပြန်မှုသဘောသင်္ခါရပဲသူလေအကုသိုလ်လို့လည်းပြောမယ်ကုသိုလ်လို့လည်းပြောမယ်လောဘဒေါသမောဟသည်အကုသိုလ်ပေါ့အလောဘအဒေါသအမောဟသည်အကုသိုလ်ပေါ့ဒါသင်္ခါရခန္ဓာအနေနဲ့နမကာယထဲမှာအကျုံးဝင်တယ်ဝေဒနာတင်ညာသင်္ခါရပြီးတော့ပါတော့ဝိညာဉ်သိမှုဟုတ်လားဒါဘုန်းကြီးတို့ခန္ဓာ၅ပါးနဲ့ကင်ပြောမယ်ဆိုရင်ဒီတိုင်းပဲအဖြေထွက်လာမယ်နော်ယူဘခန္ဓာဝေဒနာခန္ဓာတင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဒါကျုပ်တို့ပုဂ္ဂိုလ်တ attva လို့ထင်မှားနေတဲ့ငါလို့ထင်နေတဲ့သူလို့ထင်နေတဲ့အရာကြီးပဲဒါကြီးကအဲ့ဒီအထင်မှားမှုတွေကိုပျောက်ကွယ်သွားဖို့အတွက်အဲ့ဒီအထင်မှားမှုကြောင့်ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲမှားယွင်းမှုမျိုးစုံကိုဖြည့်ရှင်းနိုင်ဖို့အတွက်ဒီအထင်မှားနေတဲ့အရာရဲ့အပေါ်မှာပဲအထင်မမှားအောင်မြတ်စွာဘုရားကအမှန်တိုင်းမြင်အောင်လိုက်ကြည့်မင်းတို့ထင်တဲ့အတိုင်းဟုတ်မနေဘူးဟောကျုပ်တို့ထင်နေတာကနှိစ္စဒီတိုင်းပဲလို့ထင်နေတယ်အဲ့ဒီအထင်ရှိတယ်ဆိုတာမြင်အောင်ကြည့်ဒီတိုင်းလေးလို့ထင်နေတယ်ကိုဘေးကလူတွေလည်းဒီတိုင်းလေးကိုမိသားစုလေးကဒီတိုင်းအဲ့ဒီတိုင်းလေးကိုလုံးဝပြောင်းလဲမသွားစေခြင်းဘူးပျက်စီးမသွားစေခြင်းဘူးအဲ့ဒါပြောင်းလဲသွားမယ်ပျက်စီးသွားမယ်ဆိုရင်ဖြတ်လူခံစားရတယ်တရားရဲ့စိတ်ဒီတိုင်းလေးလို့ထင်နေတာပါလေနှိစ္စအစွဲပါနော်ဘာဖြစ်ရင်တော့ကောင်းမယ်ဘာဖြစ်ရင်တော့ဟုတ်သွားလိမ့်မယ်ဘလို့လေးလှုပ်လိုက်ရင်ဘာလေးမြန်ဖြစ်လာရင်တော့ကျင့်တတ်စရာဖြစ်လိမ့်မယ်လို့ဘုန်းကြီးတို့ယုံစားနေတာတွေရောမရှိဘူးလားဘဝစီကနေမျောလင့်နော်ဒုက္ခအမြင်မှားလေးရှိတယ်ဟုတ်လားနှိစ္စအမြင်မှားပဲသူလဲဒုက္ခအမြင်မှားပဲပြီးရင်ငါလို့ရင်ဖြစ်တယ်ပြောရင်ရတယ်သွားရင်ရောက်တယ်ဟာနေရတဲ့ကဘာလဲအတ္တဟုတ်တယ်မဟုတ်လားတန်ဖိုးရှိတယ်အခိုင်အမာဒီသဘောတွေဒီဆွဲလန်းမှုတွေဒီမှားယွင်းမှုတွေလည်းစိတ်မှာအမြင့်တွယ်နေတယ်နေစာဒုက္ခအတ္တတကယ်အဲ့ဒါတွေအကုန်လုံးကအမှားတွေကြီးပဲကိုနေစာဒုက္ခအတ္တလို့ထင်နေသောအရာတွေတကယ်စင်စစ်ပြောင်းပြန်ကြီးပဲအနေစာဒုက္ခအနတ္တပဲဒါကျုပ်တို့သိလားမသိကျုပ်တို့ကြားဘူးတာရှိမယ်နည်းနည်းလောက်တွေးကြည့်တာရှိမယ်တချို့တမာရီလေးကောင်းပြီးတော့ကြည်လိုက်တဲ့အခါမှာ
အထိုက်လျောက်ရေးမိတာရှိမယ်အများစုကတော့အနိစ္စဒုက္ခအနတ္တကိုကောင်းကောင်းသိကုန်မသိဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါကိုသိအောင်လို့မြတ်စွာဘုရားကအဲ့ဒီအနိစ္စဒုက္ခအနတ္တဖြစ်နေတဲ့ဒီယုံနာကိုဘာလို့ခိုင်းတာတော့လိုက်ကြည့်ခိုင်းတာအဲ့ဒါတတိပဋ္ဌာန်တရားမှာမြတ်စွာဘုရားကယုတ်ကာယကိုကြည်နီးအသေးစိတ်မြတ်စွာဘုရားအများကြီးသင်ပေးတယ်ဝင်လေထွက်လေကြည့်နော်ကျတို့ဝင်လေထွက်လေဝင်ထွက်နေတာဟုတ်လားအဲ့ဒါနှာသီးပြားလေးကိုကြည့်မှရလို့မဟုတ်ဘူးဒါလည်းကြည်ကြဲပြန့်ပြန့်နားလည်ဖို့လိုမယ်လေဝင်သွားတယ်အဆုတ်ထဲရောက်သွားတယ်တင်းသွားတယ်ဝမ်းပိုက်ဟာဖောင်းသွားတယ်ခန္ဓာကိုယ်တစ်ခုလုံးလှုပ်သွားတယ်အကုန်လုံးကသိစရာပဲကိုယ်စိတ်ထဲမှာဘယ်အရာထင်ရှားလဲဘယ်အရာလေးကသိဖို့လွယ်တယ်လဲလွယ်တာလေးကိုသိလို့တောင်ဘုန်းကြီးကပြောခြင်းနောက်ထွက်လေထွက်သွားတယ်ဝမ်းပိုက်ဟာလျော့သွားတယ်ပိန်ကျသွားတယ်လေဟာနှာခေါင်းနှစ်ပေါက်ကနေထွက်သွားတယ်ဟုတ်လားဒီခန္ဓာကိုယ်ကြီးကရှင်သန်ဖို့အတွက်ဒီအလုတ်ကိုတော့ပါမဖြစ်မနေမရက်မနာဒလဇတ်အိပ်ပျော်နေတဲ့အချိန်တောင်မှမရဘူးလုံနေတယ်အဲ့ဒီအာယုအဲ့ဒီအမှန်တရားကိုဘုန်းကြီးတို့လိုက်ကြည့်အဲ့ဒါနဲ့ဆိုင်နဲ့နော်တဘာဝတရားတွေနဲ့ချိတ်ဆက်နေတဲ့အတွက်ကြောင့်ဒီဝင်လေထွက်လေကိုလိုက်ကြည့်ခြင်းအပြင်ကြီးမားတဲ့ကျေပြတ်တဲ့ဉာဏ်ပညာကိုရနိုင်လိမ့်မယ်အဲ့ဒီကစသင်ပေးတာနော်မြတ်စွာဘုရားဝင်လေထွက်လေကိုလိုက်ကြည့်အာနာပါနပပဆိုပြီးတော့နောက်ဘုန်းကြီးတို့အလုံးမထင်ရှားတဲ့ခန္ဓာကိုယ်ရဲ့အမူအရာကြီး၄မျိုးသွားရထိုင်လျောက်သွားနေတာရှိတယ်ဟုတ်တယ်သွားတရားကိစ္စရှိတယ်မသွားလို့ပဲဖြစ်မှာတော့တခါတလေရက်နေတာလည်းရှိတယ်အမြဲတမ်းကြီးသွားနေမှာမဟုတ်ဘူးအခြေအနေရရက်ဖို့လိုလာရင်ရက်ရတယ်ပေါ့တခါတလေထိုင်ဖို့လိုလာတယ်ထိုင်ရတယ်ခုထိုင်နေရတယ်တခါလေအလွန်ပင်ပန်းလာပြီဆိုရင်အကုန်လုံးအသက်တာဆုံးအနေထားလို့ပြောရမယ်လျောင်းဆက်ခြင်းလိုအပ်လာတယ်လောက်ရတယ်အဲ့ဒါကိုလည်းမြတ်စွာဘုရားသွားနေရင်လည်းသွားနေတဲ့အနေထားလေးကိုလိုက်သိနေလွယ်လွယ်လေးတကယ်တမ်းကတရားအထုတ်နေကခက်နေတာကစိတ်ကပေါက်လို့ပဲစားနေတဲ့အလေးချင်းကြီးကအလျံလွှမ်းမိုးနေတာဆိုတဲ့အခါကျတော့ဒါလေးကိုဒီလိုလေးသိပြီးတော့နေပါဟဲ့ဆိုရင်ခက်လွန်းလို့မဟုတ်ဘူးသူကသူဟိုဘက်ကဆွဲအားအရန်ကြီးနေတဲ့အခါကျတော့ဟိုဘက်မှာတော့ခေါရိုးကျိုးနေတယ်အသားကျနေတဲ့နေနီးထိုင်နီးအမှားကြီးပေါ့လေပမာဒပေါ့အဲ့ဒီလွှမ်းမိုးမှုကြီးကြောင့်အဲ့ဒါကိုမလွန်ဆန်နိုင်လို့အဲ့ဒီကနေရုံးမထွက်နိုင်လို့တရားခက်တယ်လို့ဖြစ်နေတယ်တကယ်အထုတ်နေရဘာမှခက်တယ်လို့ပြောလို့မရဘူးသူသိခိုင်းတာပဲလေဟုတ်တယ်မဟုတ်လားသွားရင်လည်းသိရက်ရင်လည်းသိထိုင်ရင်လည်းသိလျောင်းဆက်နေရင်လည်းသိဒါကိုဣရိယာပထပပလို့ခေါ်တယ်နောက်ဆက်ပြီးတော့မြတ်စွာဘုရားသင်ပေးတယ်အသေးစိတ်အမူအရာလေးတွေတဲ့တဲ့ကြည်တယ်တစောင်းကြည်တယ်ငုံတယ်မော့တယ်ကွေးတယ်ဆန့်တယ်ရှစ်တက်တယ်နောက်ဆုတ်တယ်လှဲ့တယ်ဟာခန္ဓာကိုယ်ရဲ့အသေးစိတ်အမူအရာလေးတွေအဲ့ဒါကိုတိလျက်နဲ့ပြုရမယ်အသိရှိရမယ်ထမင်းစားမယ်ချင်းချင်းချင်းငယ်ဆွတ်မယ်အဝတ်စားတွေဝတ်မယ်အိပ်မယ်နိုးမယ်ပြောမယ်တိတ်တိတ်နေမယ်ဒါတွေကိုဘာပဲဖြစ်နေနေဘလို့ပဲဖြစ်နေနေဖြစ်နေတာကိုလိုက်သိတမ္ပဇာနာကာရီဟောတိတိလျက်ပြုရမယ်ဘာသာပြန်ချက်ကလေးကအလုံးမရိုးရှင်းပါတယ်ဘလို့လို့ပြုရမှာတိလျက်ပြုရမယ်တဲ့ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးကမလှုပ်ရှားလို့ပဲရှင်းတမ်းတော့အမြဲတမ်းငြိမ်နေရမယ်ဆိုတဲ့အစွဲကြီးသွားဆွဲမထားနဲ့နော်အဲ့ဒါအများကြီးပြဿနာတက်သွားမယ်ဟုတ်လားဒီမှာတဲ့တဲ့မြတ်စွာဘုရားဟောထားတယ်ဘလို့ပဲမင်းဖြစ်နေလေအဲ့ဒီဖြစ်နေတာကိုလိုက်သိပဲဒါအနှစ်ချုပ်ဘာသာပြန်ရင်ဒါပဲလေဟုတ်လားအဲ့ဒါကိုတမ္ပစဉ္ညာပပ္ပလို့ခေါ်သုံးမျိုးရှိပြီနော်ပြီးရင်ဆံပင်မွေးခြင်းခြေသည့်လက်သည့်သွားရည်အသားကြောရိုးတွင်းခြင်းသည့်အစာရှိသဖြင့်32မျိုးသောအစုအဝေးဒီခန္ဓာကိုယ်အသေးစိတ်တိဆောက်ထားပုံကိုအမှန်ကန်ဆင်ခြင်တာခန္ဓာကိုယ်မှာဒီ32မျိုးသောအရာသာရှိတာလို့ဆိုလိုတာမဟုတ်ဘူးဒါထင်ရှားတာကိုပဲမြတ်စွာဘုရားပြောတာဟုတ်လားလေဓာတ်သဘောတွေမိဓာတ်သဘောတွေရှိနေတာမဟာယာဟုလောဝါဒသုတ်တံမှာဆိုတော့အဲ့ဒီလေဓာတ်မိဓာတ်တွေပါရှုဖို့ဆင်ခြင်ဖို့မြတ်စွာဘုရားသင်ပေးတယ်ဒါလည်းပဲအမြင်မှန်စီကိုသူကရှေ့ရှုပြီးတော့နေတာယွန်ရှာဆက်ဆုပ်ဖွယ်အစုအဝေး
အဝနှစ်ဖက်ပွင့်နေတဲ့အိတ်ခွန်ကြီးတစ်လုံးနဲ့ကိုအဝတစ်ဖက်ကိုပိတ်ပြီးတော့အထက်ထဲကိုစံနေသဘာတွေပြောင်းနေနှမ်းနေပဲတွေပြည့်နေအောင်ထည့်ထားမယ်ပြီးရင်နောက်ထပ်အဝတစ်ဖက်ကိုထပ်ပြီးတော့ပိတ်ပလိုက်မယ်အိတ်ကြီးတစ်လုံးဖောင်းကားဘေးကကြည့်တယ်ဘာတွေထည့်ထားမှမသိဘူးဒါပေမဲ့အိတ်ထဲမှာတစ်ခုခုရှိတယ်ဆိုတာတော့သိရတယ်အဲ့ဒါကိုမျက်စိမြင်တဲ့လူကဘောချီထားတဲ့ကျိုးကိုဖြေးပြီးတော့အထက်ထဲကိုလက်နဲ့နှိုက်ပြီးတော့သေသေးချာချာစနစ်တကျစစ်စစ်ဆက်ဆက်ကြည့်တယ်ဒါကတော့ဆံပဲဒါကတော့စပါးပဲဒါကတော့ပြောင်းပဲဒါကတော့နှမ်းပဲအဲ့လိုပဲကျွတ်တို့ငြိမ်းအေးမှုကိုအလိုရှိကြတဲ့ပုဂ္ဂိုလ်တွေစောစောပြောခဲ့တဲ့အနေတက်ဖို့အသေးတက်ဖို့ဘဝဒုက္ခချုပ်ငြိမ်းဖို့ဒီမြင့်မြတ်တဲ့နော်ကောင်းကျိုးတွေကိုရကျင်တယ်ဒီဆန္ဒတွေပြည့်ကျင်တယ်ဆိုလို့ရှိရင်ဒီလိုဟာကိုယ်ခန္ဓာကိုယ်ကြီးကိုဘာလို့ကြည့်ရမယ်ဘာမှဒါခက်ခဲတဲ့ကိစ္စမဟုတ်ဘူးဒီဟာကြည့်ရင်ဘုန်းကြီးကပိုးတောင်မှသဘောကျသေးတယ်မြန်မြန်ဆန်းဆန်းဘဝရဲ့အကြောင်းကိုနားလည်မှုဉာဏ်ပညာရနိုင်တယ်အမတန်ဒီဘိက္ခွေပရိပုံစံဒီရေကာယကတတတိပရိပုံစံဒီကိုယ်ခန္ဓာကိုယ်ကြီးဘလို့တိဆောက်ဖွဲ့စည်းထားတယ်လဲဘလို့ဖြစ်ပေါ်နေတယ်လဲဆိုတာကိုအမှန်ကန်စဉ်းစားနေတာကိုကာယကတတတိခေါ်တယ်အဲ့ဒီကာယကတတတိကိုလုံနေတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ချမ်းသာကိုသုံးဆောင်နေတာလို့ရသော်ပဲအဲ့တိုင်တဲ့တဲ့ဟောတယ်ဘာဆိုလိုတာတော့ဒါကဒီကာယကတတတိကိုပွားများနေတဲ့အချိန်မှာဒီစိတ်ဟာဘလောက်ငြိမ်းအေးတယ်လဲဘလောက်မြင့်မြတ်တယ်လဲဆိုတာကိုပေါ်လွင်အောင်ပြောတာနိဗ္ဗာန်နော်နိဗ္ဗာန်ဆိုတာငြိမ်းအေးတာပေါ့နော်ယုံညံ့မှုလည်းမဟုတ်ဘူးအလုံးမမြင့်မြတ်တယ်နော်ဒါမြတ်စွာဘုရားသင်ပေးတာတွေကိုဘုန်းကြီးကစက်မိတယ်လို့လေးပြောနေတာနော်ဝင်လေထွက်လေကြည်ရမယ်သွားရထိုင်လဲအောင်ကြည်ရမယ်အသေးစိတ်အမူအရာလေးတွေကိုကြည်ရမယ်ခန္ဓာကိုယ်ရဲ့32မျိုးသောကုဋ္ဌာတတွေကိုလေ့လာပြီးတော့ဒါကိုဆင်ခြင်ရမယ်ပြီးရင်တက်ကြီးလေးပါဘုန်းကြီးတို့ခန္ဓာကိုယ်ကိုစမ်းကြည့်လိုက်ကာယပတာရလက်ဖွားမှာရှိနေတာဆိုတာစမ်းကြည့်တာနဲ့အေးသလားနှွေးသလားဒါမှမဟုတ်နှုတ်သလားကြမ်းသလားငြိမ်သလားလှုပ်သလားတွန်းကန်နေသလားရော့ရဲလားတင်းတင်းကြီးလားဒါတွေဘာလို့သိနိုင်လဲနော်ရေဓာတ်ကတော့ကာယပတာရနဲ့မသိနိုင်ဘူးသူကဖွဲ့စည်းမှုဘာလို့ညံထဲမှာသိရတဲ့သဘောပေါ့နော်အဲ့တော့ဒီခန္ဓာကိုယ်ဟာတကယ်တမ်းကဘာလဲဆိုရင်ဒီဓာတ်ကြီးလေးပါပထဝီဘောဓိဇောဝါရောဒါနဲ့ပဲဖွဲ့စည်းထားတာဒါအမာခံပေါ့အဲ့ဒါကိုဘုန်းကြီးတို့ကပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ပြောက်အောင်ကြည့်ရမယ်မြတ်စွာဘုရားကတော့အလွန်မှလွယ်လွယ်ကူကူနားလည်စေခြင်းတယ်နော်ခက်ခဲတဲ့နဲ့နဲတဲ့အကြောင်းအရာတွေကိုအလွန်လွယ်လွယ်သိစေခြင်းတယ်မြတ်စွာဘုရားဒါကြောင့်လွယ်လွယ်သိဖို့ဘုန်းကြီးကတော့အလွန်ကြိုးစားခြင်းတယ်ဒါကြောင့်မြတ်စွာဘုရားထင်ရှားတဲ့ဥမာဘယ်လိုပေးတော့နွားတစ်ကောင်ကိုတတ်ပြီးတော့အမဲသားရောင်းတဲ့လူတဲ့အဲ့ဒီနွားကိုတတ်လိုက်တယ်တတ်ပြီးရင်အရေခွန်ဆုပ်မယ်ဖြတ်မယ်ပြီးရင်အယိုးကိုတပုံပုံမယ်ကောင်းတဲ့အသားတွေတပုံပုံမယ်အရွတ်တွေဘာတွေညာတွေတပုံပုံမယ်ကလီစာတွေလည်းတပုံပုံမယ်သေကြီးကတော့သေဝယ်တဲ့လူရောင်းလိုက်မယ်ပေါ့အဲ့ဒါသူကဈေးသွားပြီးတော့အဲ့ဒီအသားတွေကိုရောင်းအမဲသားတွေနွားဆိုတဲ့အမြင်သူ့စိတ်ထဲမှာမရှိတော့အဲ့ဒီအမဲသားလာဝယ်တဲ့လူဟာလည်းပဲနွားဆိုတဲ့အမြင်ရှိသေးသလားမရှိတော့ဘူးအသားလေးကောင်းတယ်မအရွတ်တွေမပါစေနဲ့ဟောနော်အသားပဲမြင်တော့တယ်နော်အဲ့လိုပဲပထဝီအာဘောတေဇောဝါရောဓာတ်ကြီးလေးပါးကိုတိတတ်သူ့ကိုမြင်အောင်ကြည့်ပုဂ္ဂိုလ်တ attva မပါတော့ဘူးဒီသဘောဟုတ်လားဘယ်နှမျိုးရှိသွား5မျိုးရှိသွားတယ်နော်နောက်ထပ်9မျိုးကိုတော့တပေါင်းနဲ့ပြုတ်ပြီးတော့ယောဂီတို့မှတ်ကြည့်လူတယောက်ပျက်စီးသွားပြီသေဆုံးသွားပြီဆိုရင်ဒီယုတ်ကာယအရှုဝေးရအလွန်မှကြီးမားတဲ့ဖောက်ပြန်မှုဆိုးရတဲ့ဖောက်ပြန်မှုတောက်လျှောက်ဖြစ်တယ်ဝိညာဉ်ကင်းသွားတာနဲ့သူကဒီယုတ်ကတကယ်ကိုသူကဘယ်လိုလဲကြမ်းကြမ်းတမ်းတမ်းကိုဖောက်ပြန်တယ်အနက်နေပါလေလဲဘယ်လိုမှမခံနိုင်တော့ဘူးနော်တောက်လျှောက်ရောင်လာမယ်အယောင်တွေပြောင်းသွားမယ်ပြီးရင်အထက်ထက်ကအရေးပျော်တဲ့အရှိရတွေပျော်ထွက်เสียရှိတဲ့အပေါက်တွေအကုန်ထွက်လာမယ်တကယ်ကိုဖြစ်ချင်တိုင်းဖြစ်မယ်စိတ်ကူးကြည့်လို့တောင်မှစိတ်ထဲမှာချမ်းသာစရာမရှိဘူးဟုတ်လားအဲ့ဒါကျွတ်တို့မမောနေတဲ့ဒီရုပ်အစုဝေးဟာအဲ့ဒါလို့တေချာပေါက်ဖြစ်သွားမယ်အရာကျွတ်တို့ရဲ့အနာဂတ်ပေါ့နော်ဒါမြတ်စွာဘုရား9မျိုးတောင်ဟောတယ်နော်ဖူရောင်တောင့်တင်းတဲ့အနေအထားအယောင်ပြောင်းတဲ့အနေအထားကနေပြီးတော့နောက်ဆုံးအယိုးကြီးကြံအယိုးကလည်းဆွေးပြီးတော့မြေကြီးနဲ့ရောသွားတဲ့အနေအထားတွေကြောင့်အစင့်စက်ပိုင်းခြားပြီးတော့ဟောတယ်နဝတိဝတိကာယပပ္ပဆိုပြီးတော့အဲ့ဒါရုပ်ပိုင်းဆိုင်ရာကိုမြတ်စွာဘုရား14ပိုင်းပိုင်းပြီးတော့ဟောတယ်
တရားဘလို့အထုတ်ရမလဲဆိုတာကိုပြောနေရနော်ကျင်းမြောင်းတဲ့အမြင်တွေကိုဘုန်းကြီးကဖောက်ထွက်စေခြင်းတယ်တရားဆိုတာဒီလိုလေးပဲအထုတ်လို့ရတာလို့နော်ကျင်းမြောင်းလေးမှတ်ထင်မှထားစေခြင်းမို့အခုတရားဟောတဲ့အတိုင်းဓာတ်ရိုက်ဘုန်းကြီးပြောတယ်နော်ကြိုက်တယ်လို့အထုတ်လို့မရဘူးလားရတယ်အဲကြောင့်မနဲ့လင်းရင်ဘုန်းကြီးတို့ဘာဝနာ၅မျိုးဆိုပြီးတော့နားရလိမ့်မယ်နားထောင်ရလိမ့်မယ်အဲ့ဒီထဲမှာကာယကတ္တသတိပါလိမ့်မယ်နော်အဲ့တော့ဘုန်းကြီးကတကယ်လက်တွေ့ဒီဓမ္မယုံထဲမှာထိုင်ပြီးတော့အထုတ်တဲ့အခါမှာဘလို့အထုတ်ရမလဲဆိုတဲ့အပိုင်းလေးလည်းပြောပါမယ်နော်ဒီသတိပဋ္ဌာန်တရား၄ပါးထဲမှာစောစောကယုတ်ကာယအကြောင်းပဲအသေးစိတ်ဘုန်းကြီးကပြောလိုက်တာနော်ဝေဒနာအကြောင်းလည်းအသေးစိတ်ပြောစရာကောင်းပါတယ်ဒါပေမဲ့ဝေဒနာကိုအချင်းချုပ်လိုက်မယ်ဆိုရင်ခံစားတဲ့သဘောမခံစားတဲ့သဘောအဲ့ဒါကကိုယ်ပေါ်မှာလည်းရှိတယ်စိတ်ထဲမှာလည်းရှိတယ်နော်အဲ့ဒီခံစားတာလည်းမဟုတ်ဘူးမခံစားတာလည်းမဟုတ်ဘူးကောင်းတာလည်းမဟုတ်ဘူးဆိုးတာလည်းမဟုတ်ဘူးဒီတိုင်းလေးပဲဆိုတဲ့သဘောလေးရတယ်ရှိသေးတယ်အဲ့ဒါနားလည်ဖို့အရင်ခက်တယ်အဲ့ဒါဘာလို့ဆိုတော့ဥပိ္ပခဝေဒနာအဲ့ဒီခံစားမှုတွေကတစ်မျိုးမဟုတ်တစ်မျိုးဘုန်းကြီးတို့ရဲ့ခန္ဓာမှာဖြစ်နေတယ်အဲ့ဒီဝေဒနာတွေကိုလည်းပဲဘုန်းကြီးတို့ကအလွန်မှားယွင်းမှုနဲ့ဆွဲလန်းသိမ့်ပိုက်ထားကြတာပဲနော်ချမ်းသာပြီဆိုရင်လည်းပဲငါနဲ့ရောပြီးတော့အလွန်မှစိတ်ကကြွတော့နော်ဆင်းရဲပြီဆိုရင်လည်းငါနဲ့ရောပြီးတော့အလွန်ကိုဘာဖြစ်တော့ညှို့ငယ်သွားပြန်ရောဟုတ်လားဘုန်းကြီးတို့ကဘလို့ဖြစ်နေတော့ဖောင်းပွားလိုက်ညှို့ငယ်လိုက်အဲ့ဒီသွားတယ်နော်ငြိမ်ကိုမငြိမ်ဘူးနော်ဟုတ်တယ်မဟုတ်လားဒုက္ခဖြစ်တော့ဘာဖြစ်လို့ဖောင်းပွားဒုက္ခဖြစ်တော့ညှိုးငယ်ဥပိ္ပခဖြစ်တော့လုံးလုံးကိုမသိတော့အဲ့လိုသွားတယ်နော်အဲ့ဒါကိုမြတ်စွာဘုရားဘာလို့ပြင်တာဖြက်စီးပြချင်တာအဲ့ဒီနေနီးကိုဟုတ်လားဝေဒနာကိုဘာလို့ခိုင်းတော့လိုက်သိရင်နားလည်မှာနားလည်ရင်ကျွတ်တို့ဖောင်းပွားတဲ့ဘေးလည်းပဲနဲသွားမယ်ညှိုးငယ်တဲ့ဘေးလည်းနဲသွားမယ်မသိမှုဘေးလည်းနဲသွားမယ်လက်တွေ့လောက်ရမယ်နော်ဒါဝေဒနာနုပဒနာသတိပဋ္ဌာန်နော်စိတ်ဓာနုပဒနာသတိပဋ္ဌာန်ကြတော့မြတ်စွာဘုရားစိတ်ကိုဘလို့လေးပြောတော့ဆိုတော့သူကအစင်နှိမ့်တဲ့စိတ်အစင်မြင့်တဲ့စိတ်အဲ့လိုလေးပြောတယ်နော်စပြောတာတော့သူကတက်မဲ့မှုနဲ့တကွာဖြစ်တဲ့စိတ်နော်တက်မဲ့မှုမပါဘဲနဲ့ဖြစ်တဲ့စိတ်ဟုတ်လားဒေါသနဲ့တကွာဖြစ်တဲ့စိတ်ဒေါသမပါဘဲနဲ့ဖြစ်တဲ့စိတ်ဒီလိုမျိုးမြတ်စွာဘုရားရိုးရှင်းပဲဟောပါတယ်ဘုန်းကြီးတို့စိတ်မှာအဲ့ဒါကိုလည်းပဲထင်ထင်ရှားရှားသိနိုင်တယ်ပေါ့ဟုတ်လားများသောအားဖြင့်ဘုန်းကြီးတို့စိတ်ကမသိမှုနဲ့ပဲတွဲပြီးတော့ဖြစ်နေတာများတယ်တမောဟစိတ်ခေါ်တယ်ပေါ့နော်တမောဟဝါစိတ်တံတမောဟစိတ်တံဒီဇာနာတိဟုတ်လားဘုန်းကြီးတို့စိတ်ကများသောအားဖြင့်ဘာပဲဖြစ်တာများတော့မသိမှုနဲ့ပဲတွဲပြီးတော့ဖြစ်နေတာဘာမှမသိဘူးဟုတ်လားသိပြီဟေးဆိုရင်လည်းဘယ်လိုတော့အလွဲတွေကြီးဖြစ်နေပြန်ရောဟုတ်လားနော်အဲ့ဒါရဲ့နောက်ဆက်တွဲရပါတော့ရခြင်းနဲ့လောဘနဲ့တကွာဖြစ်တဲ့စိတ်မကြိုက်ပြန်ဘူးဖြတ်ပစ်လိုက်ခြင်းပြန်ပြီမြင်ကိုမမြင်ခြင်းဘူးဒေါသနဲ့တကွာဖြစ်တဲ့စိတ်နော်ကျွတ်တော့ရခြင်းလို့ထွေးပိုက်ခြင်းရတာနဲ့မရခြင်းလို့တွန့်ပြေးရတာနဲ့အဲ့ဒါနဲ့ကိုပဲကနာမငြိမ်ဖြစ်နေဒီစိတ်ကသဘောပေါက်လားလောဘဒေါသပါနော်အဲ့ဒါကိုဘုန်းကြီးတို့မြတ်စွာဘုရားကအမှန်လိုက်သိရမယ်လောဘဒေါသဖြစ်တာစိတ်ထဲကြနေဘူးမဟုတ်ဘူးကိုကလောဘဒေါသဖြစ်တဲ့သဘာဝပဲရှိသေးတာလေကိုယဟန္တာမှမဟုတ်သေးတာဟုတ်လောဘဒေါသမဖြစ်တဲ့အနေအထားမဟုတ်ဘူးလောဘဒေါသဖြစ်တဲ့အနေအထားပဲရှိတယ်ပြဿနာကလိုက်မသိတာမလိုက်သိရင်နည်းနေသွားမှာ तू ကလိုက်မသိတဲ့အခါကျတော့ तू ဟာမှားလို့မှားမှမသိအမားတွေကနှစ်ထပ်ကွန်းသုံးထပ်ကွန်းအထက်ထက်ရစ်ပတ်ပြီးတော့အဲ့ဒီအမားတွေကိုဖျက်ဆီးဖို့တောင်တော်တော်ခက်သွားတယ်သဘောပေါက်လားမသိဘူးဒါကြောင့်တရားအထုတ်တယ်ဆိုတာဖြစ်နေတဲ့သဘာဝတွေကိုဖြစ်တိုင်းလိုက်သိတာကောင်းတာဆိုတာကောင်းတာမှသိမယ်ဆိုတာမှသိမယ်လို့ဘာမှခွဲခြားထားတာမရှိဘူးဟုတ်လားနောက်ဆုံးဓမ္မနုပဒနာသတိပဋ္ဌာန်ကျတော့အလွန်နူးညံ့သိမ်မွေ့သွားပြီအဲ့ဒါကကျတော့သူကရှေ့ကကာယ ानु ပဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ် ानु ပဒနာသတိပဋ္ဌာန်တွေကိုကျွမ်းကျင်အားထုတ်ပြီးတော့ဒီတဘာဝတွေရဲ့ဖြစ်စဉ်တွေကိုအသေးစိတ်နားလည်လာတဲ့နောက်မှာနော်ပြောင်းလဲမှုအမျိုးမျိုးနဲ့သွားနေတဲ့ဒီဖြစ်စဉ်လေးတွေကိုအသေးစိတ်လိုက်သိတာသူကြတော့ဟုတ်လားဒါတရားအထုတ်နည်းကိုသတိပဋ္ဌာန်တရားနဲ့အညီဘုန်းကြီးတို့အချင်းချုပ်ပြီးတော့ပြောတာပါနားလည်တဲ့ဟောရတာလေးတွေရွေးပြီးတော့သုံးထားတာပေါ့နော်ဒီဓမ္မယုံထဲမှာတကယ်အထုတ်တဲ့ချိန်မှာဘုန်းကြီးတို့ဘယ်လိုအထုတ်မလို့
ဝင်လေထွက်လေလေးကိုထိုင်ကြည့်မယ်ကြည့်တဲ့အခါမှာဝိပုစရောဘုရားကြီးများသင်ပေးတဲ့နေဘုန်းကြီးတို့သဘောကျတယ်ဝင်လေဝင်တိုင်းနှာသီးပြားတနေရာမှာထိခိုက်ပုတ်တက်ပြီးတော့ဝင်လေဟာဝင်သွားတယ်ထွက်လေထွက်ပြီးဆိုရင်လည်းပဲနှာသီးပြားတနေရာကိုထိခိုက်ပုတ်တက်ပြီးတော့ထွက်သွားတယ်အဲ့ဒီထိမှုလေးကိုစိတ်ဆိုင်ပြီးတော့ဒီထိမှုလေးကိုပဲလိုက်သိနေအသိစိတ်ကလေးကထိမှုလေးပေါ်မှာပဲရှိနေအောင်ကြိုးစားတယ်ဝင်လေဝင်တိုင်းထိတယ်ထိတိုင်းလိုက်သိတယ်ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းလိုက်သိတယ်နော်အဲ့ဒါဘုန်းကြီးတို့ဒီမှာဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုကိုဒလဇတ်သိနေတဲ့နေသူကတော့အလွန်မှရိုးရှင်းတယ်နောက်ထပ်ဘယ်လိုလုပ်ပါညာလိုလုပ်ပါလို့လဲထပ်ပြီးတော့အသေးစိတ်ဘာမှပြောစရာသူကမရှိတော့ဘူးအဲတတိတည်းထိနေတာကိုတတိတည်းသိလို့ဆိုတော့ကြီးကတော့ခိုင်းနေတာပဲအဲ့ဒါကိုယ့်အကိုကျွမ်းကျင်သွားအောင်ကိုယ့်အကိုကိုလန်းကိုလျှောက်တတ်အောင်လဲရင်ပြန်ထမယ်ပြန်လျှောက်မယ်ဟုတ်လားကိုယ့်အကိုအရှင်ပြေအောင်ကိုယ့်အကိုပဲလေ့ကျင့်ဆရာကြီးတွင်သုံးတဲ့စကားတော့မုတ်ဆိုးဆိုင်တဲ့အလုတ်ကပဲကိုယ့်ကိုတင်သွားလိမ့်မယ်ဘာမှမလုပ်ရသေးပဲနဲ့ဒါကြီးကိုဟိုလိုလုပ်ဒီလိုလုပ်လို့အသေးစိတ်လိုက်ပြောနေလဲသူလည်းနားလည်မှာမဟုတ်ဘူးအဲ့တော့ကိုယ့်အကိုဘာတော့လှုပ်ရင်းနဲ့ကျွမ်းကျင်သွားအောင်ကိုယ်ဒီပင်လေကိုယ့်ရဲ့ဆရာဖြစ်သွားဘလို့မလို့လှုပ်ပေါ့အဲ့ဒီနီးနဲ့မထင်ရှားဘူးဆိုရင်တော့ဘုန်းကြီးကဘလို့ပြောရင်တော့ဆိုတော့နော်ဒီခန္ဓာကိုယ်ရဲ့ဒီထိုင်နေတဲ့အခြေမှာတင်မားနဲ့ကြမ်းမြင်နဲ့နော်ထိနေတဲ့သဘောခန္ဓာကိုယ်ရဲ့ဖိအားကြောင့်အလွန်မှကိုထင်ထင်ရှားရှားသိနိုင်တယ်မသိနိုင်ဘူးလားအဲ့ဒါကိုလိုက်သိအဲ့ဒါကိုပင်တိုင်းနေရာမှာထားမယ်တခြားဘုန်းကြီးတို့လက်ချင်းထိနေတာရှိတယ်အဝတ်နဲ့အသားနဲ့ထိနေတာရှိတယ်တခြားထိနေတဲ့သဘာဝတွေနေရာအနှံ့မှာဘုန်းကြီးတို့စိတ်ကလေးအထိုက်အလျောက်ငြိမ်အောင်ထားပြီးတော့လိုက်ကြည့်မယ်ဆိုလို့ရှိရင်ထင်ရှားတဲ့ထိခြင်းတွေအများကြီးရှိတယ်ဘယ်ထိခြင်းကိုပဲလိုက်ပြီးတော့ကြည့်အဲ့ဒါတရားဘာဝနာပွားများနေခြင်းပဲနော်အဲ့ဒါလိုထိတာကိုနော်အခုထိတယ်အခုသိတယ်နောက်တစ်ခါထပ်သိမယ်နောက်တစ်ခါထပ်သိမယ်အရင်သိခဲ့တာကိုထားလိုက်တော့ဆက်သိသွားမယ်ပေါ့မပြင်းမကြီးလောက်ရမယ်ဒီတစ်စက္ကန့်မှသိမယ်နောက်တစ်စက္ကန့်မှလည်းသိမယ်နောက်တစ်စက္ကန့်မှလည်းသိမယ်မပြင်းမကြီးလောက်ရမယ်ဟုတ်လားအဲ့လိုထိတာကိုသိနေရင်နဲ့ဟောနားထဲမှာအတန်ကြားတဲ့ကိစ္စကဘလို့မှကိုနော်သူ့ကိုအတိအမှတ်မပြုတ်လို့မရလောက်အောင်ထင်ရှားလာပြီဆိုရပါစို့အဲ့လိုဆိုရင်ဒီကြားတဲ့သဘာဝကိုလိုက်ပြီးတော့သိအဲ့ဒါလည်းသူ့ကိုအကြာကြီးသိခိုင်းတာမဟုတ်ဘူးတစ်ချက်နှစ်ချက်လောက်သိမယ်သုံးချက်လေးချက်လောက်သိမယ်ပြီးရင်ထိတာကိုပဲပြန်သိဟုတ်ပြီနော်ထိတာကိုပင်တိုင်းထားမယ်ကြားလာတဲ့ချိန်မှာကြားတာကိုသိမယ်နောက်ထပ်ဘုန်းကြီးတို့ဘာသိရဟိုတော့ဘာတွေဖြစ်နေသေးတော့တွေးတာနော်စိတ်ကဟိုရောက်ဒီရောက်သွားတာနော်အဲ့ဒီဥစ္စာကိုလည်းဘာတော့လိုက်သိရှေ့စိတ်ကိုနောက်စိတ်နဲ့သိဟုတ်လားပြီးလို့ရှိရင်ထိတာကိုပဲပြန်သိဟုတ်လားငါဘာသိလို့သိရမှမသိဘူးလို့ရောင်းချကြတော့ဖြစ်မနေစေနဲ့ထိတာကတော့အချိန်တိုင်းဖြစ်နေတယ်ဟုတ်တယ်မဟုတ်လားအရင်ထင်ရှားတာနဲ့မထင်ရှားတာပဲကွာမယ်ထိတာဖြစ်နေတယ်အဲ့တော့ဘုန်းကြီးတို့တကယ်ထင်ရှားတာဘာလဲဆိုတော့ထိတာရယ်ကြားတာရယ်တွေးတာရယ်တကယ်တမ်းကဘုန်းကြီးတို့ခန္ဓာအိမ်မှာအကြည်တဲ့6မျိုးနဲ့ဖွဲ့စည်းထားတာမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကာယပတ္တရာရှိတယ်ပြီးတော့ဘာလို့စိတ်ရှိတယ်ထားပါတော့အဲ့တော့မျက်လုံးလေးနှလုံးကမှိတ်ထားတဲ့အခါကျတော့မြင်တာကမထင်ရှားတော့ဘူးနှာခေါင်းအနံ့ကလည်းတိတ်မထင်ရှားလို့ဒီမှာလူတွေစုပြီးတော့ထိုင်ရတာအရင်ကြီးအဆင်ပြေတဲ့အနေအထားတစ်ခုတော့မဟုတ်ဘူးနော်တယောက်ရဲ့အနှံ့တယောက်ရနိုင်တာပဲလေဟုတ်လားသို့တော့ဒါဘာလို့အောင်လို့တီးခံရမယ်ပေါ့သို့တော့ဒီအနှံ့ကလည်းတိတ်မထင်ရှားလို့ဘုန်းကြီးကမပြောတာနော်အရသာကလည်းပဲပါဇက်ပိတ်ထားတယ်ဘာမှအစားတောက်စရာထည့်နေတာမဟုတ်ဘူးတတိချာလေးစိုက်ကြည့်မယ်ဆိုရင်တော့တတွေးရဲ့အရသာကိုဘုန်းကြီးတို့သိနိုင်မယ်ပေါ့ဟုတ်လားအဲ့တော့ဒီမှာမြင်တာကြားတာနားတာစားတာထိတာတွေးတာဒီ6မျိုးဒါကိုဘဝခေါ်တာပဲဒီ6မျိုးဖြစ်နေတာဘဝပဲအဲ့ဒီ6မျိုးမှာမြင်တာရဲ့နားတာရဲ့စားတာရဲ့မထင်ရှားတဲ့အတွက်ကြောင့်ကျန်တဲ့ထင်ရှားတာ3မျိုးကိုထိုင်ရင်းနဲ့ထင်ရှားတာလိုက်ကြည့်နေထိတာကိုပင်တိုင်းနေရာမှာထားပြီးတော့ကြားရင်လည်းသိမယ်တွေးရင်လည်းသိမယ်
ကြာတာတွေးတာသိမထင်ရှားဘူးဆိုရင်ထိတာကိုသာတလက်ဆက်လိုက်သိနေတာလည်းရတယ်အဲ့တိုင်းသွားနေအဲ့ဒီမှာထပ်ပြီးတော့ဘုန်းကြီးတို့ဣရိယာပုတ်ပုံစံတစ်မျိုးလေးနဲ့နေလာတာကြာလာ15မိနစ်လောက်မိနစ်20လောက်တချို့အလေးချင်းမရှိသေးဘူးဆိုလို့ရှိရင်အဲ့ဒီလောက်အချိန်ရောက်ပြီဆိုရင်ကိုပဲတော့ဘာဖြစ်လာမလို့ခံရခက်တဲ့ဝေဒနာသိအဆင်မပြေတဲ့အနေအထားတင်လာတာတောင်းလာတာညောင်းလာတာထုံးလာတာကျင်းလာတာအမျိုးမျိုးခံစားရနိုင်တယ်ပေါ့အဲ့ဒါကိုလည်းပဲတိခတ်တဲ့စိတ်ထားလေးရှေ့ရှုပြီးတော့ငါဒါလေးကိုလည်းသိအောင်လုပ်မယ်နော်အလော30ပြင်ဖို့မကြိုးစားဘဲနဲ့တက်နိုင်တယ်များတိခံပြီးတော့ဒါလေးကိုဘာလို့လို့လိုက်ပြီးတော့ကြည့်မယ်ဒီခံစားမှုကိုလိုက်ကြည့်မယ်ပေါ့နော်ဘုန်းကြီးတို့အစဉ်ပြေသွားရင်လည်းပဲဒီထိတာကိုကြည်ရင်းနဲ့စိတ်ထဲမှာနော်တက်တာတဲ့သဘောနော်နေတာထိုင်တာရှိတဲ့သဘောကျဉ်တ်တဲ့သဘောနှစ်သက်တဲ့သဘောတွေလည်းဖြစ်နိုင်တယ်အဲ့ဒါဆိုရင်တော့ဘာဖြစ်သွားပြီတော့ဒုက္ခဝေဒနာသောမနတဝေဒနာဒီလိုတွေဖြစ်လာတယ်အဲ့ဒါကိုလည်းဘုန်းကြီးတို့ဘာလို့တော့လိုက်ကြည့်ရမယ်ပြဿနာကအဲ့လိုလေငင်းငင်းအေးလေအစဉ်ပြေနေပြီတက်တာနေပြီဆိုရင်ကိုယ်ကပန်းနိုင်ရောက်သွားပြီထင်တဲ့ကိစ္စပန်းနိုင်ရောက်တာမဟုတ်ဘူးနော်အဲ့ဒါသိစရာတစ်ခုထပ်ပြီးတော့တွေ့တာညောင်းလာပြီးကြိုက်လာပြီးစိတ်တွေကလည်းလောက်ရတာသိလည်းအဆင်မပြေဘူးအမိမောက်ကလည်းမတည့်ဘူးနော်ဦးနှင်းခွန်းနှင်းဖြစ်နေတယ်ဆိုရင်ဘယ်လိုဖြစ်လဲအဆင်မပြေဘူးလို့ထင်တာအမှန်အဆင်မပြေတာလို့မမြင်သေးခြင်းဘူးအဲ့ဒီအဆင်မပြေတာကြီးဟာသိရမယ့်အရာကြီးလို့မြင်စေခြင်းတာသဘောပေါက်လားဟုတ်ပါတယ်အဲ့လိုဆိုရင်တရားဘာမှအမထုတ်တတ်เสียမရှိဘူးနော်ထိုင်ရင်းနဲ့ထိတာကိုပင်တိုင်းထားပြီးတော့သိမယ်ပြီးရင်ကြားတာထင်ရှားရင်ကြားတာသိမယ်တွေ့တာထင်ရှားရင်တွေ့တာသိမယ်ခံစားတာမခံစားတာဝေဒနာတစ်မျိုးမျိုးထင်ရှားလာရင်အဲ့ဒါကိုသိမယ်ပြီးရင်သိနေကြထိမှုကိုပဲထပ်ပြီးတော့သိနေမယ်အဲ့ဒီအတိုင်းမပြင်းမရည်လောက်ရမယ်ဒါပဲဟုတ်လားဒါထိုင်တဲ့အချိန်မှာအထုတ်တဲ့နေပေါ့ဒါဘုန်းကြီးတို့ကထိုင်ပဲကြီးအမြဲနေမှာမဟုတ်ဘူးအကြောင်းအားလျော်ဆိုတာသွားရတာရှိမယ်ရက်ကြရတာရှိမယ်ဟုတ်လားအဲ့ဒါလို့ဆိုလို့ရှိရင်လည်းပဲသွားတဲ့အခါမှာဘလို့တရားမှတ်မလို့အဲ့ဒါကတော့ကျန်တဲ့အချိန်တွေမှာလည်းနည်းနည်းလေးအသေးစိတ်ပြောပါမယ်ကိုကတော့အချိန်နည်းနည်းသွားပြီဆိုတော့နော်ဒီခြေပွားနဲ့ကြမ်းပြင်နဲ့နော်ထိတဲ့သဘောကိုပဲလိုက်ကြည့်နေနော်ဘယ်ခြေတော်လှမ်းလိုက်တယ်ခြေပွားနဲ့ကြမ်းပြင်နဲ့ထိတယ်သူ့ကိုကြည့်နေတော့မှပဲညာခြေတော်ကကြွလာပြီးလှမ်းပြီးတော့ထိပြန်တယ်အညာခြေတော်ထိပြီဆိုတော့မှဘယ်ခြေတော်ထိတာကိုသိတဲ့စိတ်ကိုလွတ်မယ်ပေါ့နော်ထိတာကိုသာကိုကလိုက်ကြည့်မယ်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်စိတ်ကအားမရှိဘူးအနာမရှိဘူးဘာလို့ဆိုခြေတော့တစ်ဖက်နဲ့တစ်ဖက်ကထိတာကဒီထိတာမပြီးခင်မှာနောက်ထိတာကဖြစ်နေပြီချိတ်ဆက်မိနေပြီပေါ့ပြောနေတာကဒါကြောင့်ဒီခြေပေါ်နှစ်ခုရဲ့တစ်ဖက်ပြီးတစ်ဖက်ထိနေတာကိုလိုက်သိနေမယ်ဆိုရင်ကိုပဲဘုန်းကြီးတို့ဟာအကြအလတ်မရှိတရားဘာဝနာအလုပ်ကိုအထုတ်နေရရောက်သွားပြီဒါသွားတဲ့အချိန်မှာအထုတ်ရမယ်နေပေါ့နော်နောက်စားတဲ့တောက်တဲ့အခါမှာရေချိုးရတဲ့အခါမှာရှုမှတ်ပွားများဖို့ဆိုလို့ရှိရင်တော့အသေးစိတ်ကလေးတွေလိုက်ပြီးတော့သိတာပေါ့နော်ကိုယ်လက်ဘယ်လိုလှုပ်သွားတယ်လဲလှုပ်သွားတာသိမယ်တခုနဲ့ထိတယ်ထိတာကိုသိမယ်ဖြစ်နေတာကိုဖြစ်နေတိုင်းလိုက်ပြီးတော့သိဖို့ပဲနော်ဘယ်လိုမသိရဘူးညာလိုမသိရဘူးဘယ်လိုမှသိရမယ်ညာလိုမှသိရမယ်လို့ကန့်တတ်ထားတာဘာမှမရှိဘူးဘယ်လိုအနေထားလေးနဲ့ဖြစ်နေတယ်လဲအဲ့ဒါကိုသိဖို့ပဲတကယ်တမ်းပြောရရင်တော့တစ်လုံးနဲ့ပြောရရင်တော့ဖြစ်တိုင်းသိခိုင်းတာပဲဟုတ်လားဒါတရားအထုတ်နေရောနော်တရားဘယ်လိုအထုတ်မလဲဆိုတဲ့ဒုတိယပိုင်းနော်အလုပ်ပေးတရားကတော့ထုံးစံအတိုင်းနည်းနည်းတော့ရှည်မယ်နော်တရား၃ပိုင်းပိုင်းပြီးတော့ပြောမယ်လို့ပြောထားတာဟုတ်လားတရားဘာကြောင့်အထုတ်ရသလဲတရားဘယ်လိုအထုတ်မလဲခုနှစ်ပိုင်းပြီးသွားပြီလို့ပြောကြစို့နော်ချမ်းချမ်းသာသာနေတတ်ဖို့ချမ်းချမ်းသာသာတည်တတ်ဖို့ဘဝဒုက္ခချုပ်ငြိမ်းဖို့တရားအထုတ်ရတယ်တရားအထုတ်နည်းကတော့မဟာသတိပဋ္ဌာန်သုတ်တံမှာလာတဲ့နည်းများနဲ့အညီလို့ဖြစ်တိုင်းသိတဲ့နည်းဒါပဲနော်အဲ့လိုဆိုလို့ရှိရင်တရားအထုတ်ရင်ဘာအကျိုးကျေးဇူးရမှာတော့အဲ့ဒါလည်းပဲအလုပ်ပေးတရားဟောတိုင်းဘုန်းကြီးတို့ပြောဖြစ်အောင်ပြောရတယ်။ဆိုတော့ဒီဟာကတရားဘာဝနာအထုတ်တာကိုဝါသနာပါတဲ့ပုဂ္ဂိုလ်တွေအလွတ်ကိုရထားတဲ့အကျိုးကျေးဇူးသတိပဋ္ဌာန်တရားကိုမြတ်စွာဘုရားဘလို့အထုတ်ရမယ်ဆိုတာကိုမပြောသေးခင်မှာရရှိမဲ့အကျိုးကျေးဇူးကိုအရင်ပြောပြတယ်အဲ့ဒါကိုကလည်းပဲဒီအကျိုးကျေးဇူးကိုစဉ်းစားဆင်ခြင်ဖို့လိုအပ်တယ်လို့ပြောနေတယ်လို့ပဲဟုတ်လားဟောဆိုအကျိုးကျေးဇူးကိုစဉ်းစားဆင်ခြင်မိတဲ့အခါမှာဘလို့အကျိုးရလဒ်တစ်မျိုးထွက်နိုင်တော့ဆိုတော့
အထုလိုစိတ်ထက်သန်ခြင်းဆိုတဲ့အကျိုးရလဒ်ထွက်လာတယ်ဟုတ်တယ်မဟုတ်လားဒီအလုပ်ကဘလို့အကျိုးကျေးဇူးရှိတယ်ဆိုတာကိုသိရတာဟာအထုလိုစိတ်ကိုထက်သန်စေတယ်ဒါကြောင့်သူ့ကိုလည်းပဲဘုန်းကြီးတို့ကအချင်းကျုပ်လေးပဲဖြစ်ဖြစ်မဖြစ်မနေပြောရမယ်ပေါ့ဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိတုဒ္ဓိယသောကပရိဒေဝနာတမတိကမာယဒုက္ခဒေါမနတနာအထင်ကမာယညာယတ္တအဓိကမာယနိဗ္ဗာနတသစ္စည်းကိရိယာယယရိဒံစတ္တရောတတိပဋ္ဌာနာနော်မျက်နှိုးတဲ့ပုဂ္ဂိုလ်တွေကြက်မှတ်ထားတဲ့နော်ရသော်ဘုရားရဲ့မူရင်းစကားလေးဟောဒီတတိပဋ္ဌာန်တရား၄ပါးဆိုတဲ့လမ်းဟာတဲ့တကြောင်ဒီသောလမ်းဖြစ်တယ်ဘယ်ကိုရောက်စေမဲ့တကြောင်ဒီသောလမ်းလဲဆိုတော့နံပါတ်1စိတ်နှလုံးဖြူစင်တန့်ရှင်းခြင်းစီကိုရောက်သွားစီမဲ့တကြောင်ဒီသောလမ်းကိုယ်ခန္ဓာမှာနောက်ဖြစ်တိုင်းသိနေတဲ့အလေးကျင့်ဟာကိုယ်စိတ်ဓာတ်ကိုဖြူစင်အောင်တန့်ရှင်းအောင်အကောင်းဆုံးဆေးကြောနေတာအကောင်းဆုံးလျှော့ဖွတ်နေတာဘုန်းကြီးတို့ရဲ့စိတ်ကတက်မဲ့မှုနဲ့ညှဉ်းနှွမ်းတာရှိတယ်မကျေနပ်မှုနဲ့ညှဉ်းနှွမ်းတာရှိတယ်ဘာမှမသိမှုနဲ့လည်းပဲအမြဲတမ်းညှဉ်းနှွမ်းနေတာရှိတယ်မသိမှုကြတော့ကျွတ်တော့အညစ်အကြေးလေးကိုမထင်ဘူးမြတ်စွာဘုရားကတော့အဝိဇ္ဇာဆိုတာအညစ်အကြေးတကအညစ်အကြေးထဲမှာအဆိုးဆုံးအညစ်အကြေးလို့ဟောတာခက်တာအဲ့ဒီအဆိုးဆုံးအညစ်အကြေးကိုကျွတ်တို့ပေလို့ပေမှမသိဘူးအဲ့ဒါတွေကိုဘုန်းကြီးတို့နေပါသွားသိခြင်းနဲ့အဲ့ဒီအညစ်အကြေးတွေနဲလို့ဒီစိတ်ကလေးတစ်ဖြည်းဖြည်းနဲ့အည်သွေးတက်လာတယ်ကောင်းမွန်လာတယ်ဖြူစင်းလာတယ်တန့်ရှင်းလာတယ်ဆိုလို့ရှိရင်ဒီစိတ်ဟာချမ်းသာလာမယ်ဒီစိတ်ဟာမြင့်မြတ်လာမယ်ဒီစိတ်ဟာအများကြီးတန်ဖိုးရှိလာမယ်အဲ့ဒီအခြေအနေကောင်းတရက်စီကိုဘုန်းကြီးတို့ရောက်ချင်တယ်ဆိုရင်ဒီသတိပဋ္ဌာန်တရား၄ပါးရှောက်လိုက်ရမယ်တကြောင်ဒီသောလမ်းဟောတကြောင်ဒီသောလမ်းဆိုတာကိုကလည်းပဲနော်သူ့ရဲ့အဓိပ္ပာယ်လေးကအလွန်မှပြောစရာကောင်းတယ်စိတ်ဖြူရှင်ဖို့အတွက်ဒီပြင်နီလန်းမရှိဘူးလို့ကန့်ထုတ်ရလဲရောက်တယ်ဒီနီလန်းကိုကျင့်သုံးမယ်ဆိုရင်သေချာပေါက်စိတ်ဟာဖြူရှင်ကိုဖြူရှင်လိမ့်မယ်ဖြူရှင်မမလန်းလို့တန်တရားဖြစ်เสียမရှိဘူးဒီအကျိုးရလဒ်ကိုဧကံရစေလိမ့်မယ်လို့ဒီလိုလဲပြောရရောက်တယ်ဟောတော့သူကတကြောင်နဲ့လန်းဒီပြင်လဲနီလန်းမရှိဘူးဒီလမ်းနဲ့လည်းပဲဒီပန်းတိုင်ကိုရောက်လိမ့်မယ်ဒီပြင်နေရာချော်တော့ငေါ့ပြီးရောက်သွားတဲ့အကြောင်းလည်းမရှိဘူးဟာတကြောင်ဒီသောလမ်းရဲ့အတိတ်ပဲနော်စိတ်ဓာတ်ဖြူစင်တန်ရှင်းခြင်းစီတို့ရောက်သွားလိမ့်မယ်နောက်2ခုမြောက်နဲ့3ခုမြောက်ကဘာပြောလို့တောကပရိဒေဝနာတမတိကမာယစိုးရိမ်တာကိုတောကခေါ်တယ်ငိုကြွေးတာကိုပရိဒေဝခေါ်တယ်စိုးရိမ်စရာတွေငိုစရာတွေနဲ့တွေ့လာတဲ့တနေ့မှာဒီသတိပဋ္ဌာန်တရားအထုတ်တာလို့အသိဉာဏ်ရင့်ကျက်နေတဲ့လူတစ်ယောက်ဟာစိုးရိမ်မှုငိုကြွေးမှုကိုကျော်လွှားသွားနိုင်လိမ့်မယ်ကုကျွတ်တို့မကျော်လွှားနိုင်သေးဘူးအဲ့ဒီခလုတ်ကတေချာပေါက်တိုက်မှာတိုက်ပြီဆိုရင်လည်းပဲတကယ်ကိုတောကပရိဒေဝနဲ့မှောက်ရက်လဲကြမဲ့လူတွေကြီးပဲလို့ကျုပ်ကတော့မြင်တယ်ဟုတ်လားဒါတလေလူတွေကိုကိုယ်အထင်များသေးနေသလားမသိပါဘူးလေလို့အဲ့လိုလည်းပဲတွေးမိပါနော်ကျွတ်တို့မှာမမောမှုကမကင်းသေးဘူးကျွတ်တို့မမောထားတဲ့အရာလဲတေချာပေါက်ပျက်စီးမယ်မမောမှုမကင်းသူသည်သူမမောတဲ့အရာပျက်စီးပြီဆိုတာ ਨੇ တောကပရိဒေကလွယ်လို့ဘယ်ဖြေမှထွက်เสียအကြောင်းမရှိအဲ့ဒီအဖြေပဲထွက်မှာဟုတ်တယ်မဟုတ်လားနောက်ဆုံးဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးပြည့်မဲ့အခြေအနေမှာဘုန်းကြီးတို့တောကပရိဒေဝမဖြစ်ဖို့ဆိုတာတော်တော်ကိုမလွယ်ပါဘူးဟုတ်လားအဲ့ဒီအခက်အခဲကိုဘုန်းကြီးတို့ဖြေရှင်းနိုင်ခြင်းလဲဆိုရင်သတိပဋ္ဌာန်တရားဟာတကြောင်ဒီတော့လမ်းမယ်အဲ့ဒီတွေကိုစိုက်စိုက်မြဲမြဲရောက်ကိုရောက်သွားလိမ့်မယ်ဒါပြောတာနောက်၄ခုမြောက်နဲ့၅ခုမြောက်အကျိုးကျေးဇူးဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲတာကိုဒုက္ခလို့ခေါ်တယ်စိတ်ဆင်းရဲတာကိုဒေါမနတလို့ခေါ်တယ်အဲ့ဒီကိုဆင်းရဲမှုစိတ်ဆင်းရဲမှုကိုလုံးဝချုပ်ငြိမ်းသွားလိမ့်မယ်တဲ့အဲ့ဒီစီကိုရှေ့ရှုနေတဲ့ဒီလမ်းကဒါဘုန်းကြီးတို့နားလည်ထားမှာကချုပ်ငြိမ်းမသွားသေးခင်မှာပထမအဆင့်အနေနဲ့နဲပါသွားလိမ့်မယ်မနဲဘဲနဲ့ကုန်စရာအကြောင်းမရှိဘူးမပါဘဲနဲ့ပေါက်စရာအကြောင်းမရှိဘူးဟုတ်တယ်မို့လားတချို့တို့နဲပါသွားတဲ့အကျိုးကျေးဇူးကိုလက်တွေ့သိနိုင်တယ်ပေါ့အဲ့တော့ဗာပြောတာတော့ဒီတရားဘာဝနာအလုပ်ဟာဒုက္ခဝေဒနာကိုနည်းစေတယ်စိတ်ဆင်းရဲမှုဒေါမနတဝေဒနာကိုနည်းစေတယ်တတ်တောင့်တတ်တာရှိမယ်ရုပ်ပိုင်းဆိုင်ရာနေသာထိုင်တာရှိမယ်စိတ်ပိုင်းဆိုင်ရာလည်းအလွန်မှကျင့်တတ်လိမ့်မယ်နှစ်သက်လိမ့်မယ်ချမ်းသာလိမ့်မယ်ဒီလိုပြောလို့မရဘူးလားရတယ်နော်ယောဂဗျာတွေနည်းမယ်ယောဂဗျာကြောင့်ဖြစ်တဲ့ဒုက္ခဝေဒနာတွေနည်းသွားမှာပေါ့နော်စိတ်ညစ်တာတွေနည်းမယ်စိတ်ဆင်းရဲတာတွေနည်းမယ်ဒေါမနတနည်းတာကိုပြောတာ
အဲ့ဒီလိုအလွန်ကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုဘုန်းကြီးတို့ရကျင်နေဆိုရင်ဒီလမ်းကလွယ်လို့ရှောက်เสียလမ်းတိပြင်မရှိဘူးလို့ဒါပြောတာနောက်6ခုမြောက်နဲ့9ခုမြောက်အကျိုးကျေးဇူးတဲ့ညာယတ္တအဓိကမာယနိဗ္ဗာန်တ္တသစ္စည်းကိရိယာယအတိညာအစဉ်စဉ်မြင့်ပြီးတော့နောက်ဆုံးသိဖို့အခက်ခဲဆုံးအမှန်တရားလို့ဆိုတဲ့ဘဝရဲ့ဆင်းရဲတဲ့သဘောဝကိုပိုင်နိုင်ပိုင်းခြားပြီးတော့သိလိုက်မယ်အဲ့ဒါကိုသိပြီဆိုရင်ဒီဆင်းရဲတဲ့အရာရဲ့ပုံမှာတွေ့ကပ်နေတယ်ဆိုတဲ့လောဘဓာတ်ဟာအစဉ်စဉ်ငြိမ်းသွားလိမ့်မယ်လောဘဓာတ်ငြိမ်းသွားတာနဲ့အမျှလောဘကြောင့်ဖြစ်မဲ့ပူလောင်မှုဆင်းရဲမှုတွေလည်းငြိမ်းသွားလိမ့်မယ်ဟုတ်လားအဲ့ဒါလိုဘဝကိုဆင်းရဲလို့အမှန်သိလိုက်ခြင်းဒီပဲလေအစစ်အမြင့်ဆုံးတမာဒိဋ္ဌိဖြစ်တယ်အဲ့ဒါမဂ္ဂင်၈ပါးကိုပွားများနေတဲ့သဘောဟုတ်လားအဲ့ဒီသစ္စာ၄ပါးကိုတပြိုင်တည်းထိုးထွင်းပြီးတော့သိတာကျွတ်တို့မှာအဲ့ဒီအတိမရသေးလို့ပုထုဇဉ်ဆိုတဲ့နာမည်နဲ့နေရတာကျွတ်တို့သိတော့သိတယ်သစ္စာ၄ပါးကိုမသိဘူးတော့မဟုတ်ဘူးသို့တော့အနုဘောဓသိမှန်းဆသိလောက်ပဲရှိတာထပ်ပြီးတော့သိဖို့လိုသေးတဲ့အနေအထားတရက်မှာပဲရှိနေတာမပြည့်စုံသေးတဲ့အတိပေါ့ပြည့်စုံတဲ့အသည့်ဒီကိုဘုန်းကြီးတို့ရောက်ချင်တယ်ဆိုရင်ဒီသတိပဋ္ဌာန်တရားကိုပွားရမယ်တဲ့ပြောရင်သတိပဋ္ဌာန်တရားပွားရင်မဲ့ဉဏ်ရမယ်လို့ပြောတာပါပဲညာယတ္တအဓိကမာယဆိုတာနော်အဲ့ဒီမဲ့ဉဏ်ရပြီဆိုရင်ကာလမချားပဲနဲ့နိဗ္ဗာန်ချမ်းသာကိုအာယုံပြုတ်ပြီးတော့မျက်မှောက်ပြုတ်ပြီးတော့ဒီဘဝတွေကျိန်ဖန်များစွာဖလားသမပဝင်စားပြီးတော့အလွန်ငြိမ်အေးအစစ်အမြင့်ဆုံးချမ်းသာကိုနော်ခံစားပြီးတော့နော်ဒီအရိယာပုဂ္ဂိုလ်ဟာအလွန်မြင့်မားတဲ့နေနည်းနဲ့အစစ်အမြင့်ဆုံးနေနိုင်လိမ့်မယ်ဒါပါပြောတာတော့နိဗ္ဗာန်တ္တသစ္စည်းကိရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုရလိမ့်မယ်အဲ့ဒါကိုပြောတာသိပြီးတော့မှမျက်မှောက်ပြုမှာကိုရည်ရွယ်တာမဟုတ်ဘူးနော်မသေးခင်ဒီဘဝမှာကိုပဲမဲ့ဉဏ်ရအောင်လုပ်နိုင်မယ်ဆိုရင်နိဗ္ဗာန်ကိုဉာဏ်နဲ့တွေ့ထိပြီးတော့ဖလားသမပဝင်စားပြီးတော့အရိယာပုဂ္ဂိုလ်တွေနေကြတယ်ဆိုတာကြည်ညိုပေါ်ရာကြားဘူးရတယ်မို့လားကြားဘူးတယ်အဲ့ဒီအနေထားတရားကိုကိုယ်တိုင်ရောက်ချင်တယ်ဆိုရင်ဘာလို့အောင်တော့သတိပဋ္ဌာန်တရားကိုပွားလိုက်မယ်ဒီလမ်းကလွယ်လို့တခြားနည်းလမ်းမရှိဘူးတဲ့ဧကာယနာဆိုတဲ့တကြောင်ဒီသောလမ်းဆိုတဲ့အသုံးအနှုံးနဲ့မြတ်စွာဘုရားဟောထားတာကိုကပို့ပြီးတော့ဒီအကျိုးရလဒ်ကိုပြတဲ့နေရာမှာလေးနဲ့တဲ့သဘောကိုဆောင်းသွားတယ်ဟုတ်တယ်မဟုတ်လားစိတ်ဓာတ်ဖြူစင်တန်ရှင်းမယ်နော်စိုးရိမ်ခြင်းငိုကြွေးခြင်းကိုလွန်မြောက်စေလိမ့်မယ်ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုချုပ်ငြိမ်းစေလိမ့်မယ်ဉာဏ်အစစ်စစ်မြင့်ပြီးတော့မဲ့ဉာဏ်ကိုရမယ်ထို့နောက်ဖူဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့နေနိုင်လိမ့်မယ်အကျိုးကျေးဇူးဘယ်နှမျိုးတော့9မျိုးတဲ့အဲ့ဒါကတော့ဒီကနေ့ပြောတဲ့အလုပ်ပေးတရားရဲ့တတ္တိယပိုင်းပေါ့နော်အဲ့တော့ဘုန်းကြီးတရားဟောတာတဏှာကြီးပူပူလေးရှိသွားပြီနော်အဲ့တော့ပြောခဲ့တဲ့စကားတွေကိုအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်ရအောင်ဟုတ်လားတရားဘာကြောင့်အထောက်ရတာလဲတရားဘယ်လိုအထောက်မှာလဲတရားအထုတ်ရင်ဘာအကျိုးရလဒ်တွေရမှာလဲမေခွန်း၃ခုနော်တရားဘာကြောင့်အထုတ်ရတာလဲဆိုတဲ့ပထမပိုင်းပထမမေခွန်းကိုဘုန်းကြီးတို့ဘယ်လိုပြောရတော့ချမ်းချမ်းသာသာနေတတ်ဖို့ချမ်းချမ်းသာသာသေတတ်ဖို့ဘဝဒုက္ခတွေချုပ်ငြိမ်းဖို့ဟုတ်ပြီနော်တရားဘယ်လိုအထုတ်ရမလဲဆိုတဲ့အပိုင်းကိုကြတော့မာသတိပဋ္ဌာန်သုတ်တန်ကြီးကိုအခြေခံပြီးတော့ဘုန်းကြီးတို့အသေးစိတ်ပြောခဲ့တယ်တလုံးနဲ့ပြောရမယ်ဆိုရင်တော့ဖြစ်တိုင်းသိမများဘူးเนาะတစ်လုံးနဲ့တော့မဟုတ်သုံးလုံးเนาะဖြစ်တိုင်းသိကဲဒါတဲ့တူအောင်တော့လုပ်မရတော့เนาะတရားအထုတ်ရင်ဘာအကျိုးကျေးဇူးရမှာလဲဆိုတာကြတော့ဘယ်နှမျိုးပြောတော့9မျိုးတဲ့မဟာသတိပဋ္ဌာန်သုတ်တန်ရဲ့ဏိဒံဟုတ်လားစိတ်ဓာတ်တွေဖြူစင်တန်ရှင်းသွားမယ်တောကပရိဒေဝတွေကိုကြော်လွှားနိုင်လိမ့်မယ်ဒုက္ခဒေါမနတကိုချုပ်ငြိမ်းစေလိမ့်မယ်မဲ့ဉဏ်ပူဉဏ်ကိုရစေလိမ့်မယ်ဒီသဘောပြောတာနော်ဒါကြောင့်တရားဘာဝနာလုပ်ကိုမှန်မှန်ကန်ကန်ကြိုးစားပြီးတော့နောက်ဆုံးဘဝဒုက္ခတွေချုပ်ငြိမ်းအောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း